Amen. ဒီနေ့ညမှာဘာကိုဒီကနှိုးဆော်ခြင်းခံရလဲဆိုတော့ဖယားကိုကျွန်တော်တို့ကဆုတောင်းတယ်ပေါ့ဆုတောင်းတယ်ဆုတောင်းရမှမသိတဲ့သူကတော့တော်တော်လေးဖယားနဲ့အဆက်အသွယ်ပြတ်နေတဲ့သူလို့ပြောလို့ရတာပေါ့နော်ဆုတောင်းရမယ်ဆိုတာသိပြီးတော့ဆုမတောင်းသေးတဲ့သူဟာသူဖယားနဲ့ဘယ်လို့မှမယဉ်နေနိုင်ဘူးယုံကြည်သူတယောက်ဖြစ်ပြီးတော့မှဖယားနဲ့ယဉ်နေခြင်းကိုမတီးဆောက်ရင်အဲ့ဒီသူကကဲတင်ချင်းတော့ယေရှုတော်ကြောင့်ရလိမ့်မယ်ဒါပေမဲ့ဖယားပြင်ဆင်ထားတဲ့အရာတွေကိုသူမရနိုင်အောင်ဆိုကျွန်တော်ထင်တာကျွန်တော်တို့အခုဆုတောင်းတဲ့အချိန်ကြာမှာဖယားသခင်ကစပြီးတော့အလုတ်လုတ်တယ်လို့ထင်လိမ့်မယ်မဟုတ်ယေရှုခရစ်တော်အားဖြင့်လွန်ခဲ့တဲ့နှစ်2000တည်းအကုန်လုပ်ပေးပြီလားဆိုဆူတောင်းတဲ့အချိန်မှာဖခင်ကဆူတောင်းတဲ့အချိန်မှာသင်ကိုတင်ခုကြောက်ရွံ့နေတယ်တင်ဆူတောင်းတဲ့အခါမှာညီသက်ချင်းရသွားတယ်ဆိုပါစို့အဲ့အချိန်မှာသင်ကိုညီသက်ချင်းပေးတာမှမဟုတ်တာဖခင်လွန်ခဲ့တဲ့နှစ်2000ကတည်းကယေရှုခရစ်တော်ကသင်ကိုညီသက်ချင်းထားခဲ့ပြီးသားလောကမှာ right ယောဟန်ခန်းကြီး14မှာယောဟန်ခန်းကြီး14မှာငါတဲ့မင်းတို့ကညီသက်ချင်းထားခဲ့တယ်တဲ့အဲ့ဒီညီသက်ချင်းကိုမင်းတို့ငါပေးတယ်တဲ့ဆိုဘယ်တော့ပြောတာလဲလားယေရှုလက်ဝါးကတိုင်ပေါ်မတက်ခင်မှာပြောခဲ့တဲ့စကားဟုတ်ပါသလားဆိုတော့ညီသက်ချင်းကိုတဲ့ငါမင်းတို့ထားခဲ့တယ်တဲ့29မှာ14-29မှာ John chapter 14 verse 27ညီသက်ချင်းကိုတင်တော့ငါထားခဲ့တယ်အဲ့ဒီညီသက်ချင်းကိုတင်တို့ငါပေးတယ်လောကီတာပေးတဲ့ကတော့ငါပေးတယ်မဟုတ်တင်တို့စိတ်နှလုံးပူပန်ခြင်းစိုးရင်တလို့ခြင်းမရှိစေနဲ့ဆိုတော့လောကကြီးမှာတင့်ကိုဖခင်ကလုံးဝမစိုးရင်စေခြင်းဘူးမစိုးရင်စေခြင်းတဲ့အတွက်ကြောင့်မပူပန်စေခြင်းတဲ့အတွက်ကြောင့်ဖခင်ဘာထားပေးခဲ့လဲယေရှုအဖြစ်ညီသက်ချင်းဒါပေမဲ့အဲ့ဒီညီသက်ချင်းကိုယေရှုအဖြစ်ဖခင်ထားပေးခဲ့တာဘယ်ကလေးရလဲလွန်ခဲ့တဲ့နှစ်2000ကျော်ကလေးရဒါပေမဲ့ဖခင်သခင်ကျွန်တော်ညီသက်ချင်းပေးပါလို့ပြောရင်အခုမှဖခင်သခင်လာပေးတာမဟုတ်ဘူးညီသက်ချင်းတစ်ခုပဲမဟုတ်ဘူးဖခင်ပြင်ဆင်ထားတဲ့မင်္ဂလာတွေအားလုံးကယေရှုခရစ်တော်အပြင်အကုန်လုပ်ပြီးတော့ထားခဲ့တာဒါလောကကတည်းကယေရှုကပါလေ it is finished အမှုပြီးသွားပြီငါအကုန်လုပ်ပြီးသွားပြီငါလုပ်ပေးတဲ့အရာကိုမင်းတို့ရယူတတ်ဖို့ပဲရေးကြည့်တယ်ကျမ်းမာချင်းလားလုပ်ပေးပြီးသွားပြီဟုတ်လားမသိဘူးထို့သူသည်ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့်နာကျင်စွာထိုးခြင်းနှိပ်စက်ခြင်းကိုခံတယ်ငါတို့ညီသက်ချင်းချမ်းသာကိုဖြစ်စေသောဆုံးမခြင်းသည်သူ့အပေါ်သို့ရောက်၍သူခံသောတန်ချက်တော်များအပြင်ငါတို့အနာရောဂါပျောက်တယ်ဆိုချမ်းသာခြင်းပေးထားပြီးသားချမ်းသာခြင်းပေးထားပြီးသားကိုဘာလို့တို့ချမ်းသာခြင်းမရှိတာလဲချမ်းသာတစ်ခုချင်းစီခဏလေးကြည့်မယ်။ခေဖေကညီသက်ချင်းပေးထားပြီးသား။လွန်ခဲ့တဲ့နှစ်2000ကျော်ကလေးကမင်းတို့ငါညီသက်ချင်းထားခဲ့တယ်။ထားခဲ့တော့ညီသက်ချင်းအဲ့ထားခဲ့တဲ့ညီသက်ချင်းငါမင်းတို့ပေးချင်တယ်။ထားတယ်ပေးတယ်နှစ်ခုတွေ့တယ်တွေ့လား။တင်းတို့နိုင်ငါထားတယ်ပြီးတော့ငါညီသက်တင်းတို့အားငါပေးတယ်။ထားတဲ့ဟာကို
ငါပေးချင်တယ်ငါထားခဲ့တဲ့ဟာကိုငါပေးချင်တယ်ဒါဆိုအဲ့ဒီငြိမ်သက်ခြင်းမရှိရင်ဘာရှိလဲစိုးရင်ခြင်းနဲ့ပူပန်ခြင်းဆိုတော့စိုးရင်ခြင်းနဲ့ပူပန်ခြင်းဘာဖြစ်စေလဲယောဂဖြစ်စေတယ်ဟုတ်လားဆိုစာရန်ယောဂလာပေးတာလားဆိုမဟုတ်ဘူးစာရန်ပူပန်ခြင်းတွေပေးတာအဲ့ဒီပူပန်ခြင်းစိုးရင်ခြင်းဘာဖြစ်စေလဲမကြခင်မှာယောဂဖြစ်တယ်ယောဂဖြစ်တယ်ဆိုစိုးရင်ခြင်းပူပန်ခြင်းတွေကဘာလို့ရှိတာလဲငြိမ်သက်ခြင်းမရှိလို့အဲ့ဒီငြိမ်သက်ခြင်းကိုဘယ်သူထားခဲ့လဲယေရှုထားခဲ့တယ်အဲ့ဒီထားခဲ့တဲ့ငြိမ်သက်ခြင်းဘယ်သူပေးချင်တာလဲโอเคထားခဲ့တဲ့အရာကိုငါပေးချင်တယ်မင်းယူမလားဒီလိုဘုရားစကားပြောတယ်โอเค so revelation ရှိတဲ့ revelation ကိုနားမလည်ရင်သင်တို့ကဘုရားရဲ့ revelation မရှိရင်သင်ကဘုရားပေးထားတဲ့အရာတွေဘယ်လို့မှမယူတတ်ဘူး so we need revelation to receive from God သူလှုပ်ပေးခဲ့တဲ့အရာကိုတို့ဘယ်လိုရယူမှာလဲโอเคငြိမ်သက်ခြင်းတစ်ခုပဲကြည့်အောင်ငြိမ်သက်ခြင်းမရှိရင်စိုးရင်ပူပန်ခြင်းရှိတယ်စိုးရင်ပူပန်ခြင်းမကြခင်မှာဘာဖြစ်စေလဲယောဂဖြစ်လာစေတယ်ဘယ်လောက်ကြောက်စရာကောင်းလဲဓာတ်ထက်တာတဲ့ခန္ဓာကိုယ်ထဲကအစာအိမ်ထဲမှာထုတ်တဲ့ acid တဲ့ဓာတ်ထက်တာအစာအိမ်ထဲမှာထွက်တဲ့ acid ကဓာတ်ထက်ပိုထက်တယ်တဲ့ဘယ်လောက်ဖြည့်ဆည်းနိုင်လဲဒါဆိုရင်အဲ့ဒီ acid ကဘယ်အချိန်မှာအယံပန်းထွက်တယ်လဲဆိုရင်ねပူပန်ခြင်းစိုးရင်ခြင်းအယံများလာရင်အဲ့ဒီ acid ကပန်းထွက်တယ်အစာအိမ်ကိုဖြည့်ဆည်းနိုင်တဲ့ acid ဖြစ်စေတယ်အစာအိမ်နိုင်ရံတွေကိုအကုန်ဖြည့်ဆည်းဖြစ်တာအစာအိမ်နိုင်ရံအယံအစာအိမ်နိုင်ရံ acid ကစားတဲ့နောက်ဆုံးအစာအိမ်နိုင်ရံဘာဖြစ်လာလဲအနာဖြစ်သွားတာအနာဖြစ်တော့ healing မလုပ်ဘာဖြစ်သွားလဲ cancer ဖြစ်သွားတယ် yep so အဲ့ဒါတပိုင်းဟုတ်ပြီပူပန်ခြင်းအများများလာရင်ဘာဖြစ်လဲနောက်တစ်ခုက acid ပဲထွက်တာမဟုတ် pressure high blood pressure တွေအများစုကဘယ်နဲ့လာလဲခံစားကြရတယ်လားဆိုတော့ cancer ကဒီနေ့ထိဘယ်ကနေဖြစ်လို့ဖြစ်မှမသိပေမဲ့90% cancer ဘယ်နဲ့လာဆို stress ကနေလာတာ stress ကနေလာတာစိတ်ဖိစီးမှုကနေလာတယ်အစားအသောက်ကြောင့်မဟုတ်ဘူးလူတွေတော်များထင်တာအစားအသောက်10% လောက်ပဲရှိတယ်တကယ်ယောဂ cancer ဘယ်ကနေလာလဲဆို stress ကနေလာတာလူတွေကကျန်းမာရေးကောင်းအကြီးအကျယ်ကျန်းမာရေးလိုက်စားတယ်ဒါပေမဲ့ stress ကဖြစ်တယ်ဆိုတာကိုအခုသဘောပေါက်လာတဲ့အခါမှာဘာလို့ပြန်လုပ်ရလဲစိတ်ပိုင်းဆိုင်ရာကိုပြန်ပြီးတော့ပြန်တည်ဆောက်ရတာဆိုဖခင်ကမင်းတို့ငါညင်သက်ခြင်းထားခဲ့တယ်ဒါဆိုအဲ့ဒီညင်သက်ခြင်းအတင်းကိုဘာဖြစ်စေလဲမင်္ဂလာတွေအားလုံးရဲ့အစညင်သက်ခြင်းရပဲဖခင်ကတင်းကိုအောင်မြင်ခြင်းအရင်မပေးညင်သက်ခြင်းရင်ပေးတာညင်သက်ခြင်းနဲ့လှုပ်တဲ့အရာတိုင်းမှာအောင်မြင်ခြင်းပါလာတာဒါဖခင်ကိုတင်ဆုတောင်းဖခင်သခင်တင်းကိုညင်သက်ခြင်းအရင်ပေးတာအောင်မြင်ခြင်းပေးတာမဟုတ်ဆိုဟုတ်ပြီဖခင်သခင်ကတဲ့ညင်သက်ခြင်းကိုထားပေးခဲ့တယ်တဲ့အဲ့ညင်သက်ငါမင်းကိုပေးချင်တယ်တဲ့ဆိုတော့တခုပြောပြမယ်ဖခင်လှုပ်ထားပြီးသားအရာကိုတင်ဆုတောင်းရင်ဖခင်လာပေးတာမဟုတ်ဘူးဆုတောင်းရင်ဖခင် revelation ပေးတာကိုယ့်ဘာသာယူရတာဥပမာဖခင်ပေးချင်တဲ့ညင်သက်ခြင်းကင်တင်ဘလို့ရယူမလဲ very good ဖိလိပ္ပိခန်းကြီးလေးငယ်6နဲ့9ကိုကြည့်အောင် Philippians chapter 4 verse 6 and 7 okay အားလုံးကြည့်အောင်ဘယ်အမှုကိုမြစိုးရင်ခြင်းမရှိပဲအရာရာ၌ဘာဖြစ်လဲအာဟာဆိုတင်စိုးရင်ပထမဆုံးတင်ဆက်လို့မရပါလားစိုးရင်လာပြီဆိုတင်လောက်ရမယ့်အရာပါလဲချီးမွမ်းခြင်းကိုစတင်ရတော့မှာ we have to learn how to praise so စတင်ပြီးတော့ကိုယ့်ကိုစိုးရင်ခြင်းနဲ့တိုက်ခိုက်ပြီဆိုရင်ကိုကပြန်မတိုက်ခိုက်လို့မရတော့ဆိုတော့မာနကိုစီးတာတဲ့မာနကိုစီးတာဆိုတဲ့အရာပါလဲ resist the devil
you don't have to fight စာရန်ကိုတိုက်ပါဆိုတဲ့စကားလုံးကျမ်းစာထဲမှာတစ်စက်မှမရှိဘူးဘာလို့တိလာညီကိုမောင်မတော့တို့အလုတ်ကစာရန်ကိုတိုက်ရတဲ့အလုပ်မဟုတ်တော့တို့နဲ့မဆိုင်အောင်တိုက်ပွဲရ the battle belong to God it's not belong to us the battle belong to God that's why he fight for us and he died for us he shed the blood for us he paid the price for us and he said it is finished အမှုပြီးသွားပြီမင်းတိုက်ဆရာမလို့ငါတိုက်ပေးပြီးသားဒါကြောင့် 1 Corinthians chapter 15 verse 57မှာပါပြောလဲလိုက်ဆိုရငါတို့သခင်ယေရှုခရစ်အဖြစ်ငါတို့အားအောင်ခြင်းအခွင့်ကိုပေးတော်မူသောဖခင်သခင်၏ကျေးဇူးတော်သည်ကြီးလာစွာတကားပြန်ပြောမယ်ငါတို့သခင်ယေရှုခရစ်အဖြစ်ငါတို့အားအောင်ခြင်းခွင့်ကိုပေးတော်မူသောဖခင်သခင်၏ကျေးဇူးတော်သည်ကြီးလာစွာတကား by the way တခါတည်းမှတ်ထားကျမ်းစာထဲမှာကျေးဇူးတော်ပါလိုက်သင်လှုပ်တာမရှိတော့သူလှုပ်ပေးတာဖြစ်သွားပြီကျေးဇူးတော်ဆိုတဲ့စကားလုံးပါတိုင်းမှာသင်လှုပ်ဆောင်တာတစ်ခုမှမရှိတော့ကျေးဇူးတော်မှာသင်လှုပ်တာမရှိသူလှုပ်တာပဲရှိတယ်ကျမ်းစာထဲမှာကျေးဇူးတော်ပါလိုက်သင်လှုပ်တာတစ်ခုမှမရှိတော့သူလှုပ်ပေးတာဖြစ်သွားပြီငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အားအောင်ခြင်းအခွင့်ကိုပေးတော်မူသောဖခင်သခင်ပါလဲယေရှုတော်သည်ကြီးလာစွာတကားဆိုယေရှုတော်တင်ဘာလုပ်ပေးလဲအောင်မြင်ခြင်းကိုပေးခဲ့တယ်ဘယ်သူအဖြစ်လဲယေရှုအဖြစ်ဆိုတင်ကဘယ်သူလဲအောင်မြင်တဲ့သူဒါပေမဲ့အောင်မြင်သောသူတယောက်အနေနဲ့အောင်မြင်ခြင်းဘက်မှာယက်တည်တတ်ဖို့အရေးကြီးတယ် we are not fighting for victory fighting from victory အောင်မြင်ခြင်းဘက်ကနေရက်ကြတာအောင်မြင်ဖို့တိုက်ရတာမဟုတ်ဘူးတို့ကအောင်မြင်တဲ့သူဖြစ်ပြီးသားတို့ကအောင်မြင်တဲ့သူဖြစ်ပြီးသား hallelujah အောင်မြင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်အောင်မြင်တဲ့သူလို့စကားပြောတတ်ဖို့စဉ်းစားတတ်ဖို့လှုပ်ဆောင်တတ်ဖို့အရင်ကြီးတယ်ဆိုတော့တင်ကမအောင်မြင်မဲနဲ့အောင်မြင်တဲ့သူတယောက်လို့စကားပြောရင်လူကြိုက်လားမကြိုက်ဘူးစကားကြီးစကားကျယ်မပြောနဲ့ဆိုတဲ့ပုံစံမျိုးပြောတတ်တယ်သို့တော့ကိုရဲ့လက်ရှိအခြေအနေနဲ့အသက်ရှင်ရတာမဟုတ်ဘူးဖျားပြောတဲ့အတိုင်းကိုအသက်ရှင်ရတာကိုဖြစ်တဲ့အတိုင်းကိုဖြစ်တာမဟုတ်ဘူးကိုဖြစ်တဲ့အတိုင်းကိုဖြစ်တာမဟုတ်ဘူးသူပြောတဲ့အတိုင်းကိုဖြစ်နေတာအာမင်ယေရှုအပြင်တင်ကဖြောင့်မတ်တော်သူလို့ပြောရင်တင်ဘာကြီးပဲဖြစ်ဖြစ်တင်ဖြောင့်မတ်တော်သူဆိုတင်လက်ခံနိုင်ရမယ်မလက်ခံနိုင်ဘူးဆိုရင်တင်ကမာနကြီးတဲ့သူဖြစ်သွားပြီဖျားပြောတဲ့စကားကိုတင်မယုံနိုင်တာတင်မာနကြီးနေလို့ဖျားကတင်ကိုဖြောင့်မတ်တယ်လို့ပြောရင်ငါဖြောင့်မတ်တယ်ဆိုတာငါလက်မခံနိုင်ဘူးဆိုတဲ့အတွေးခေါ်တွေအများကြီးရှိတယ်ဘာလို့ငါလှုပ်ထားတာငါပဲသိဆုံးမဟုတ်ဖျားကလှုပ်ချင်းနဲ့သွားတာမဟုတ်ဘူးသူလှုပ်ပေးတဲ့အရာကိုတင်လက်ခံလိုက်တာနဲ့တင်ရဲ့တဘာဝပြောင်းသွားတာတင်းရဲ့ဖြစ်ချင်းကိုလွှမ်းမိုးနိုင်တာသူ့ရဲ့လှုပ်ချင်းကတင်းရဲ့အခုလှုပ်နေတဲ့အရာကိုပြောင်းပြန်လှန်ပြစ်မှာသူ့ရဲ့လှုပ်ချင်းကိုတင်လက်ခံလိုက်ရင်သူ့ရဲ့လှုပ်ချင်းကိုတင်လက်ခံလိုက်တာနဲ့ငါအတွက်သူလှုပ်ပေးပြီဆိုလက်ခံလိုက်တာတင်းရဲ့တဘာဝဝိညာဉ်နယ်ပယ်ထဲမှာကိုပြောင်းသွားပြီရုပ်လောကမပြောင်းလို့မဖြစ်သေးတာမဖြစ်တာမဟုတ်မဖြစ်သေးတာပဲရှိတယ်ဥပမာဝိညာဉ်လောကမှာဖြစ်နေတဲ့အရာကိုတင်နားမလည်လို့မရဘူးဝိညာဉ်လောကရဲ့ရုပ်လောကထက်ပိုပြီး real ဖြစ်တယ်ဆိုတာကိုတင်လက်မခံလို့မရအောင်ယောဂဆိုတင်မြင်ရလားမမြင်ရဘဲနဲ့ဘယ်ချိန်မှဝင်လာလဲတင်းရဲ့စီကိုယောဂအဲ့ဒါ spirit လေအဲ့ဒါဝိညာဉ်လောကထဲမှာဖြစ်နေတဲ့အရာလေကြောက်ရွံ့ခြင်းဆိုတာတင်မြင်ရလို့လားဒါပေမဲ့ကြောက်ရွံ့ခြင်းဆိုတာ spirit ပဲအဲ့ဒါဝိညာဉ်လောကပဲဆိုဝိညာဉ်လောကအရာကရုပ်လောကကိုဖျက်ဆီးပစ်တာသိလားဝိညာဉ်လောကအရာရဲ့ရုပ်လောကကိုဖျက်ဆီးပစ်တာသင်မသိလို့မရဘူးတချို့ကိစ္စတွေမှာယောဂတော်တော်များများဆရာဝန်လုံးဝနားမလည်နိုင်ဘူးဘာဖြစ်လို့ဖြစ်နေမှမသိဘူးဆရာဝန်လက်နားမလဲတာအဲ့ဒါအရာကြီးကဘာလဲဝိညာဉ်လောကကြီးဘလို့ရှာယောဂရှာမတွေ့ why ဝိညာဉ်နယ်ပယ်မှာဖြစ်နေအရာကြီးတော့တင်ဝိညာဉ်နယ်ပယ်ကိုနားမလဲပဲနဲ့တင်ခရိယန်တယောက်ဖြစ်နေတယ်ဆိုတာကဖခင်ကအရာစိတ်မကောင်းဘူးငါမင်းကိုဝိညာဉ်နယ်ပယ်ထဲမှာငါဆွဲခေါ်တာငါမင်းကိုအရာသိစေချင်တဲ့အရာတွေရှိတယ်မင်းဘာလို့မသိရလားဥမာဆိုပါစို့ချက်လေးကြည့်အောင်
Mark chapter 11. Now, now, Masia Pame, Kanali. Mark chapter 11. Mark chapter 11, verse 12. Mark chapter 11. Okay, Mark chapter 11 ma batu ya le suro. Sanema napa ni nai. Bedeni yo ma pian ja se ni samut do mui. Sa twa me. Yo ni pie so no Timo ta phan pin ko awe ka myin le Timo ta phan di sut chain kala ma yauk the do jaw tho pin nai ati ko twai kaw jwa twa yauk do kha ayuat ko da တွေ့တော်မူသည်ရှိတော် Okay အတီးမရှိတဲ့အပင်ကြီးကရုပ်လောကထဲမှာဖြစ်နေဟုတ်လားအပင်ကိုမြင်ရလားအပင်ကိုမြင်ရလားဒီပင်ကိုမြင်ရလားမြင်ရတယ်မြင်ရတယ်ဒီအပင်ကြီးရှိနေလားတင်မောတဖန်မင်းရှိလားရှိတယ်တင်ဒါမဲ့တင်မောတဖန်ဒီစွတ်ချိန်မရောက်သေးတော့ကြောင့်ခူးပြီးတဲ့အချိန်မရောက်သေးတဲ့အတွက်အခုမှစတီးတဲ့အချိန်ဖြစ်တဲ့ကြောင့်အတီးရှိကိုရှိရမယ် ပြောချင်တာကခူးပြီးတဲ့အချိန်မဟုတ်သေးဘူးစတီးတဲ့အချိန်မှာအတီးမရှိဘူးအရွက်ပဲမြင်တဲ့အခါမှာရုပ်လောကကြီးမှာအပင်ကြီးရှိတယ်အရွက်ရှိတယ်အတီးမရှိဘူးရုပ်လောကမှာမြင်နေရတဲ့အရာဆက်သွားယခုမှစရအစင်မပြတ်သိမ်းအတီးကိုအပေသူများမစားစေနေဟုမိန်တော်မူ၏တပည့်တော်တို့လည်းကြားကြโอเคကြည့်အောင်အဲ့ဒီအပင်ကိုမြင်ရလားမြင်ရလား Okay မြင်ရတဲ့အရာကြီးကိုထိန်းချုပ်ထားတာပါကြီးလေစကားအဲ့ဒီစကားဘာပြောလိုက်လဲဘယ်တော့မှရုပ်လောကအသက်မရှိတဲ့အပင်ကြီးလို့ပြောလို့ရတာဟုတ်လားဒီအပင်ရဲ့စကားပြောလားရုပ်လောကမှာရှိတဲ့အရာကို ဝိညာဉ်လောကကယေရှုကပြောလိုက်တဲ့စကားဝိညာဉ်စကားကြီး Okay ဘယ်သူမှမစားစေနဲ့လို့ပြောလိုက်တယ်တပည့်တော်ကြားတယ်ဆက်သွားရအောင်ပြောလိုက်ပြီကြားတယ်ယေရုရှလင်မြို့သို့ရောက်တော့ခါယေရှုဗိမာန်တော်သို့ဝင်တယ်ဗိမာန်တော်မှာရှိတဲ့သူတွေအကုန်လုံး Okay အကုန်လုံးမောင်းထုတ်တယ် Okay ထား 20သွားရအောင်နောက်နေ့နနက်အချိန်တွေလမ်း၌သွားကြစဉ်တင်မောတဖန်မင်းဒီအမြစ်ကဆာ၍တွေးချောက်လက်ရှိသူမြင်ရတယ်အခုနကတင်မောတဖန်မင်းကိုကြည့်လိုက်တယ်မနေ့ကတင်မောတဖန်မင်းကိုကြည့်လိုက်တယ်မနေ့ကစကားပြောလိုက်တယ်ဒီနေ့မှာအဲ့တင်မောတဖန်မင်းကစကားပြောတဲ့အတိုင်းဖြစ်နေပြီဘာပြောလိုက်လဲအမြစ်ကနေဆာပြီးတွေးချောက်သွားပြီ စပြောတဲ့အချိန်မှာအပင်ချက်ချင်းမတွေးချောက်သွားဘူးဒါပေမဲ့ပြောတဲ့အချိန်မှာအပြင်ကဘာမှဖြစ်မှာအထဲမှာစပြီးတွေးချောက်နေပြီတင်းရဲ့အနာဂတ်ကိုတင်ကောင်းကြီးပေးတဲ့အရာတွေအားလုံးကတကယ်ဖြစ်လာတာဒါကြောင့်ဘာလို့လာလဲတင်ပြောတဲ့စကားသည် သင်ပြောတဲ့စကားဟာတကိုးပါချင်းရင်သင်ဘယ်အရာကိုယုံနေလဲဆိုတာကအရင်လာတာခေကြည့်မယ်နနက်ချိန်လမ်း၌သွားကြစဉ်သင်မောတဖန်ပင်ဒီအမြင့်မှဆ၍တွေးချောက်လျက်ရှိသူမြင်ရတယ်ယုတ်လောကကိုထိန်းချုပ်ထားတာဝိညာဉ်လောကစကား word ကဝိညာဉ်တိလမ်းဒီစကားလုံးညာ အခုစကားပြောနေတဲ့ဟာဒီစကားကြားတော့ကြားရတယ်ဒါပေမဲ့အဲ့ဒီစကားကြီးအခြေအနေတွေအားလုံးကိုပြောင်းနိုင်တဲ့စကားကြီးနော် Your word is very important Your word are so powerful ဒီစကားလုံးတွေကဘာမှမဟုတ်ဘူးလို့မထင်နဲ့အထူးပဲပို့ဆိုတာ တင်သခင်ယေရှုမိမိကယ်တင်ပိုင်ရှိပြီးယုံကြည်လက်ခံပြီးဖခင်သားသမီးဖြစ်သွားပြီဆိုရင်တင်စကားမှာတ
တင်းကိုဖြတ်စည်းနိုင်တဲ့စကားရှိတယ်တင်းကိုကောင်းကြီးဖြစ်စေတဲ့စကားရှိတယ်ဒါ Matthew the Proverbs chapter 18 Proverbs chapter 18 Proverbs chapter 18 verse 21 verse 21အားလုံးဖတ်ရအောင်ဒီမှာရှာသည်အသက်တည်ခြင်းနဲ့ရှင်ခြင်းကိုရှာသည်ဘာဖြစ်လဲအသက်တည်ခြင်းနဲ့ရှင်ခြင်းကိုအဆိုးရတယ်ဆိုတော့ရှာလို့ပြောတယ်ဒါပေမဲ့အဲ့ဒီထွက်သွားတဲ့အရာပါလေ word your word တင်မတိတာဝိညာဉ်လောကကြီးတစ်ခုတင်ပြောလိုက်တဲ့စကားဝိညာဉ်လောကအကုန်ကြားတယ်ဝိညာဉ်လောကကတင်ပြောတဲ့စကားအတိုင်းဖြစ်လာတယ်ဒါပေမဲ့ယေရှုကဘာထပ်တင်ပေးလဲဆိုတဲ့အခါမှာ21ကိုကြည့်အောင် Mark chapter 11 verse 21တော့တင်းနှုတ်ကတည်ခြင်းနဲ့ရှင်ခြင်းအစိုးရတယ်တဲ့တင်နားလေမှာဝိညာဉ်လောကထဲမှာစကားလုံးကစကားလုံးမဟုတ်ဘူးဝိညာဉ်လောကကြီးကအဲ့ဒီစကားလုံးကသင်အနာကောက်ဖန်တီးတဲ့အရာတွေဖြစ်နေတာနားလည်နိုင်မှုဖျားခင်ကောင်းကြီးပေးပါစေဖျားကအစဦးနိုင်ပါရှိတယ်နှုတ်ဘတ်တော်ရှိတယ်နှုတ်ဘတ်တော်ဒီဖျားခင်နဲ့တူရှိတယ်နှုတ်ဘတ်တော်ဒီဖျားခင်ဖြစ်တယ်နှုတ်ဘတ်တော်ဒီခတ်သိမ်းသောအရာကိုဖန်ဆင်းတယ်ဆိုတော့အရင်ဆုံးကဘာကြီးဘာမှမရှိခင်စัจ java ဘာမှမရှိခင်မှာဘာရှိလဲနှုတ်ဘတ်တော်ရှိတယ်နှုတ်ဘတ်တော်ဘာလုပ်လဲဖန်ဆင်းတယ်နှုတ်ဘတ်တော်ဘာလုပ်လဲနှုတ်ဘတ်တော်ဘာလုပ်လဲဒါဆိုရင်ယေရှုယုံကြည်လက်ခံပြီးတဲ့သူရဲ့နှုတ်ထွက်စကားတွေအားလုံးကတင်းရဲ့အနာကောက်ဖန်ဆင်းမဲ့ຢာတွေပဲပို့ပြီးတော့မှတကောပါလာတဲ့အရာကိုဆက်ပြောပြမယ်ခဏနေကြပေတရုဒီတတိယလည်းအရှင်ဘုရားကြည့်ရှုတော်မူပါကြည်တော်မူပါကျိန်တော်မူသောသင်္ဘောတဖန်ပင်သည်တွေ့6ပါပြီတကားဟုလျှောက်တယ်ကိုရောပြောလိုက်တဲ့အတိုင်းတကယ်ဖြစ်တယ်နော်ဒါပေမဲ့လူတော်များများတတိမထားမိတာကပြောတဲ့အတိုင်းချက်ချင်းမဖြစ်သေးတာကိုမဖြစ်ဘူးလို့ထင်လိုက်တာအဲ့ဒါကြောက်စရာကောင်းတာပြောလိုက်တဲ့အရာချက်ချင်းမဖြစ်လာတဲ့ပုံမှာအေးဆေးပဲပြောလိုက်ဘာမှဖြစ်ဘူးမြင်လားခဏကြည့်မယ်ကပောက်ချန်ခန်းကြီး3ဆရာခုကဝิญဉ်နယ်ပယ်ထဲမှာတာ၍ဝင်စားတက်လာတော့ကြောင့်လိုက်မမှီရင်ချက်ချင်းပြန်မေးပါဘာကြောင့်လဲဆိုတော့ဆရာအာဖရိကသွားကန်ဒီမှာဆရာဝิญဉ်နယ်ပယ်ထဲကိုဆရာရောက်အောင်တိုးတယ်ဘာဆိုအဲ့မှာ witchcraft အများများတယ်ဆိုတော့တုံးတိုင်ုံဆရာနောက်ပိုင်းသွားမယ်အခုဆိုရင်တန်ဇန်နီးယားအဲ့ဒီအောက်တိုဘာလမှာဆရာသွားရမယ်အဲ့ဒါ witchcraft အများများတယ်ဆိုဆရာနယ်ပယ်တစ်တွေထဲကိုသွားပြီးဖြစ်တဲ့အတွက်ကြောင့်မြန်မာနယ်ပယ်ဆရာကောင်းကျွမ်းတယ်ဒါပေမဲ့အဲ့ဒီနယ်ပယ်သွားနိုင်ပေါ်ဝิญဉ်မျက်လုံးမရှိတော့လစ်သွားလိမ့်မယ်ဝิญဉ်လောကမှာဝิญဉ်လူမဟုတ်ဘဲနဲ့ဝิญဉ်လောကထဲသွားဝင်ရင်အဲ့ဒီကောင်ကကိုယ်တတ်လို့ရတယ်ဒါကြောင့်ဝิญဉ်နယ်ပယ်ထဲမှာသွားတော့ကစားလို့မရအောင်သွားပြီးပြောင်းတိပြောင်းဆက်လုပ်လို့မရဘူးသားစင်မြေးဆက်တတ်တာအသက်ခံရတာအမှုတော်ဆောင်တာကောင်းတယ်နော်ဒါပေမဲ့အမှုတော်မြတ်မှာဝิญဉ်လူကဲတော့အမှုတော်မဆောင်တတ်ပဲနဲ့ဇာတိနဲ့အမှုတော်ဆောင်သားစင်မြေးဆက်ဆုံးရှုံးတယ်အဲ့ဒီမျိုးဆက်ကအမှုတော်ဆောင်နဲ့ဆုံးရှုံးသွားတာဘာကြောင့်ဆိုတော့ဖခင်ရဲ့ဂျေဇူးတရားကို abuse လုပ်ရင်ဆုံးရှုံးတယ်မထီလေးစားလုပ်ရင်ဆုံးရှုံးတယ်
So when you nebe him as a sagapion hama, chachin nam later, she chachin miloyare. A young when you know a young lolo to myself, she might be me. Paso Adi a sapiat on myself, Jolo. Stay me and wine a quinlope. Dabme recording low tare, takataka pianato, yazichine. I could not buy myself Matthew, see a proper puna pume healing loan alone, pialo kind and salome. I don't know. Papilamness on Matthew, pia kind of die, lome. So, hobby, Gabaujan can you don't do Gabaujan can you do? Sorry, Gabaujan can you nickel dome, sorry. Gabaujan can you nickel dome. Gabaujan can you nimma, Batuale Suro, Gabaujan can you nimma. Again, Sangama. Toka Tarashin Piakin the Lugo, you Uyingo Puzu, sound is itchinga, Taromi Tarashin Piakin, Gaumagong teacher up in Madaba, to Uyina Shidmia, though Apinoi Athigo Tinisado, Aque, she to be Athigoga, Messiah Sado Nedwe, Sado Nedwe, Okay. Sado Nedwe, Ikama, Tadrita, Sado Nedwe, Ikama, Theme. Good. Gia. The end of the Boba was it. Gaucha can tongo doavi. And a little dear, Muega let they know the Ekama, the Yami. Mo. Yo lock on it when you log out in my pine chat. Then let's come. Paladin and you go on, Maro. Yo log out, take your tada when you log out. Tu pata yo loka ma belaupe. The go chibi do onion nibasi. Now, so when you log out, piano won't hard. The yo loga ya. Yo lamdi. Aku Myanmar pi mabechi. Eri Myanmar pi ya yeria cheda banya jije balolo nale. Eri ana bai ni asa bao amyena piam no unyo ne yale. Winyin loga. Anau ma winyin loga ya amyena kaung saung dai ko thain chuk tha le. Donald Trump about Gong Tigler so they come. So down him she went and Naba Lolumia, what's on Ian Dumialavi. So Balotale, White House him a Balublan, so down the foil to tablet. Janza Paya knew to Tamabed, Bari to Lonale, Nabala Wet Toto, Nabla West Smart Fippy, Nabla West Smart Fippy, and now can a winning Napian and now Matation time. Now Macaque time, Maya Usa did. Any kama Babile, two dress suit down chingo to Yale kind hydrogen. Sinaji, sniper ne pita go, tere pita. Lower pita, lower tete. But I was your gong that tete women how the low like that. Any a chingly, like the a chinga, the low to warren, the yogo. Sinaji, tete women how the low later, but do later, paya. When you lock out, you lock out, I'm here at Tincho Tata. Nga lolo yame lo tilime. Yo loga nga lome lo tamatare. That thing when you loga tema that thing yile kaine. Yo loga thing ba lolo miao. But now we chancy base. Hallelujah. He be a canisa dong a chop. Era ubiora. He be a dong a chop. Now thing at that him no go but on a yile thing at him a pit habo yang jiri. Sia David lie a life maro dina by Busura. Payasaka machine and attaching a David machine was a kind of like that. So Nabwa is on Balapiazaga. Nabwa is on Balapiazaga. Nabwa machine pin lo ada Balapiazaga. Sato Nishabala. Sato. Toja Trapia in Nago. Mazado Mudipi. Ludi. Nana Punan Miao. Na. Yoloka Shiri Ayaga. 没有 Mananziao 没有 Payana 给 Mazatale 水
Hallelujah. ဒါကြောင့်အဲ့တော့ကောင်းကောင်းသဘောပေါက်တဲ့ဒါဝိဒ်ကဂေါလိယက်ကိုရင်ဆိုင်ဖို့လုံးဝမကြောက်တော့ဘူး Hallelujah. ဘာဖြစ်လို့ရင်ဆိုင်ဖို့မကြောက်တာလဲဆိုတော့ तू ဝိညာဉ်လောကထဲမှာ तू ရှိတတ်သွားတဲ့ခါမှာရုပ်လောက तू ဘာလို့မရတော့ဝိညာဉ်လောကနဲ့ဘယ်လိုသွားမလဲဆိုတာထပ်ပြီးတော့တဆင့်သွားရှင်းပြသွားမယ်ဒါပေမဲ့တင်းမလဲစားစင်နဲ့လူကယုံကြည်ခြင်းနဲ့တက်ရှင်တာလားအောင်မြင်ခြင်းရှိတာဘာမှမရှိဘူး Okay ပြန်သွားမယ်ကပ္ပဦးချမ်းခဏတော့အငယ်လေးမှာမွေးကလည်းတင်းတို့ဒီဧကမှာသိရမည်မဟုတ်အเจ้าမူကထိုးအတီးကိုစားတော့နေနဲ့တင်းတို့ဒီဘာဖြစ်လဲမျက်စိပွင့်လင်းလဲပါလဲဆိုစာရကတင်းကိုဘာနဲ့လှည့်စားလဲဒီရုပ်လောကနဲ့ပဲတင်းကိုပြန်တော့လှည့်စားတာဒါကြောင့်ရုပ်လောကနဲ့တင်းကိုလှည့်စားမခံနဲ့ဒါယောမအခန်းကြီး1ငယ်19မှာပြောလဲ The just shall live by faith ဖြောင်းမတော့ဘာနဲ့သက်ရှင်လဲယုံကြည်ခြင်းနဲ့သက်ရှင်တယ်ပြန်ပြောမယ်ဖြောင်းမတော့ဘာနဲ့သက်ရှင်လဲပြန်ပြောမယ်ဖြောင်းမတော့ဘာနဲ့သက်ရှင်လဲ Okay good ယုံကြည်ခြင်းဆိုတာမြင်ရတဲ့အရာလားမမြင်ရသေးတဲ့အရာလားမမြင်ရသေးတဲ့အရာနဲ့သွားတာမြင်ပြီးသားရောက်တင်ယုံကြပါအကြောင်းမှမရှိဘူးမမြင်ရသေးတဲ့အရာကိုတင်ယုံရတာမြင်နေရတဲ့အရာကပြီးသွားပြီအဲ့ဒါ pass ဖြစ်သွားပြီတင်အခုမြင်နေရတဲ့အရာက is already pass future တင်မမြင်ရသေးဘူးအဲ့ဒီ future ကိုတင်ကအလားပါဆုံးမြင်ခြင်းတင်ယုံကြည်ခြင်းနဲ့ပုံဖော်လို့ရတာထိုတီးကိုစားတော်နေနဲ့တင်းတို့ဒီမျက်စိပွင့်လင်းလဲကောင်းမကောင်းသိပြီဘုရားသခင်ကဲ့သို့ဖြစ်ကြလက်တန်ဒီကိုရှေခါရမမစီတီယာပါတီတော်မူသည်ဟုမိမအားဆို၏ဆိုဘာနဲ့ပြလဲအမြင် The just shall live by faith That's why the Bible says walk by faith not by sight walk by faith not by sight မင်းအမြင်နဲ့အသက်မရှင်နဲ့ယုံကြည်ခြင်းနဲ့အသက်ရှင်နဲ့ဒါယုံကြည်ခြင်းဖြည့်ဆည်းတဲ့ပါအရာပါလဲအမြင်ယုံကြည်ခြင်းဖြည့်ဆည်းတဲ့အရာပါလဲအမြင်ဒါယေရှုပြောတယ်မင်းတို့မျက်စိမမေးစေနဲ့တဲ့မျက်စိမေးရှက်တကူလုံးမိုက်လိမ့်မယ်တဲ့ဘာပြောရလဲမျက်စိမေးရှက်ရင်တကူလုံးမိုက်လိမ့်မယ်တော့တော်ရုံတန်ရုံခရိယန်ဘာသာရေးသမားတီဆရာဒေးဗစ်လာဘလို့မှလက်မခံနိုင်ဘူးဘာကြောင့်လဲသူကလူစကားပဲပြောစီချင်တယ်ဘုရားစကားပြောတာမကြိုက်ဘူးလူတွေနဲ့တဟဇာတာဖြစ်တဲ့စကားကိုသိပြောစီချင်တာဘာသာရေးသမားလူတွေလက်ခံနိုင်မဲ့စကားကိုရှာဖွေပြီးတော့ပြောခိုင်းတာဘာသာရေးသမားလူစကားဆရာဒေးဗစ်လာမပြောတတ်ဘူးတို့ကင်ထားတာဖះစကားဒီဟာကြီးကင်ထားပြီးတော့မှလူတွေအစင်ပြေအောင်လူတွေနဲ့အစင်ပြေအောင်ရှောက်ပြောနေကြဘာအကြောင်းမှမရှိဘူးဘာလို့လဲဒီနှုတ်ကပတ်တော်နဲ့မသွားတတ်တော့ဆိုရင်ခင်ဗျာဘဝပြက်ပြီအခုဒီနိုင်ငံမှာရုံးကလှုပ်ရှားနေရတယ်အဲ့ဒါဖះကြံစီမှမဟုတ်တာတင်းတော့ပင်မစေရှင်တဲ့ဖះမှမဟုတ်တာတင်းဘာသာရွေးချယ်မှုမှားလို့ပင်မနေတာသူရွေးချယ်ခိုင်းတာဒီမှာမျက်စိမေးရှက်ရင်တကူလုံးမိုက်လိမ့်မယ်တဲ့မျက်စိလင်းတကူလုံးလင်းလိမ့်မယ်တဲ့ဘာပြောနာလဲလို့မျက်စိပါလဲ vision မင်းတို့ vision မရှိတော့ရင်မင်းအနာဂတ်မှောင်မိုက်သွားပြီမျက်စိလင်းတကူလုံးလင်းမယ်တဲ့အိဗယ်ပါလဲမင်းမြင်တတ်သွားရင်ဒါကြောင့်အာဗြဟံကိုဘုရားစကားပြောတာ as far as you can see I will bless you as far as you can see I will bless you ဆိုတော့မင်းဘလောက်အတိုင်းတာဒီမင်းမြင်နိုင်လဲမြင်နိုင်တဲ့အထိငါမျိုးကောင်းချီးပေးလို့ရတယ်
wow အဲ့နဲ့ဘာလို့ခါလဲအပြင်ကိုဆွဲထုတ်သွားတယ်အပြင်ကိုဆွဲထုတ်မင်းကောင်းကင်ကိုကြည်စားနဲ့ကောင်းရဲ့ကျဲတွေမင်းရေတွက်နေလားအဲ့တိုင်းမင်းဖြစ်လိမ့်မယ်တဲ့သူရေတွက်ပြစ်တာသူ့ရဲ့ generation သူ့ရဲ့မျိုးဆက်ကိုဒီဂျူးတွေကိုဟစ်လာတန်းနဲ့ချီတတ်လဲပဲဒီနေ့ထိအမျိုးဖြုတ်လို့မရဘူးကဘာမှာအစွမ်းဆုံးကဘာမှာသူတို့မရှိလို့မရဘူးတီထွင်တာသူတို့ပဲတီထွင်တယ်လို့မင်းအဖြစ်လူမျိုးတွေကကောင်းကြီးခံစားမယ်မပြည့်စုံလားပြည့်စုံတယ်ဖျားစကားချက်ချင်းမဖြစ်လာလို့မဖြစ်ဘူးလို့တင်မထင်လိုက်နဲ့ဖျားစကားကိုပဲဆက်ပြီးဆွဲခံရမယ်ဘာလို့ဖျားရဲ့စကားဒီရေရှည်စီမံကိန်းရေတိုစီမံကိန်းမဟုတ်ဘူးဖျားနဲ့အလုံးလုံးရေတိုစီမံကိန်းနဲ့အလုံးလို့မရဘူးရေရှည်စီမံကိန်းအခုတင်ဖျားနဲ့စက္ကန့်နေတဲ့အရာတွေအားလုံးကအခုဆရာဒေးဗစ်လာတို့ဒီနေရာမှာဘုရားခင်အခုနိုင်ငံတကာမှာအခုဆိုလူမျိုးတကာထဲကိုစဝင်နေပြီဘာဖြစ်လို့အဲ့ဒီဟာတွေကဘယ်ကလေးကနေဖျားပြန်တွတ်တာလဲဆိုတဲ့အခါမှာလွန်ခဲ့တဲ့အနှစ်30လောက်ကလေးအမှုတော်ထဲမှာစက္ကတ်ခဲ့တဲ့အရာတွေကိုဖျားအကုန်လုံးပြန်ကြည့်တယ်တင်ဆူတောင်းတာတင်မေ့မယ်ဖျားမမေ့ဘူးတင်ယုံကြည်ခြင်းနဲ့ဝန်ခံခဲ့တဲ့အရာတွေအားလုံးကိုဖျားမမေ့ဘူးဟာလေလုယာဒါပေမဲ့တင်ပြောလိုက်တဲ့အရာတွေချက်ချင်းမဖြစ်လာတဲ့ပုံမှာတင်ယုံကြည်ခြင်းမရှိနိုင်တော့ဘူးဖျားနဲ့အလုံးလုံးရင်ရေရှည်စီမံကိန်းနဲ့အလုံးလုံးရတာတင်ပြောတဲ့အရာတွေချက်ချင်းမဖြစ်လာမဲ့ဖြစ်လာမှာဖြစ်လာမှာကောင်းကင်မြေကြီးမတည်တော့လဲငါစကားတည်မယ်လို့ပြောတဲ့အတွက်ကြောင့်သင်ပြောတဲ့စကားဒီဖျားစကားနဲ့တစ်ထပ်ထဲကြားတဲ့အရာတိုင်းမှာဖျားသခင်ရဲ့ alarm system မိတယ်အစတင်တော့ဖျားစကားသင်စကားဖြစ်လာပြီဖျားစကားကိုသင်က yes and amen လို့သင် agree လုပ်ပြီးတော့ဝန်ခံတက်လာရင်ဝိညာဉ်နယ်ပယ်မှာစတင်ပြီးတော့မှကောင်းကင်တမန်နေအလုတ်ကိုလှုပ်ပေးနေရပြီသင်အတွက် hallelujahဒါပေမဲ့လဲစားတာမင်းဘယ်မှာလဲမင်းဝန်ခံတယ်လေမင်းဆူတောင်းတယ်လေဘယ်မှာလဲစားရလဲစားတယ်မင်းစားကြည့်မင်းမသိစေရဘူးငါအာမခံရတယ်မင်းမသိစေရဘူးရုပ်မသိမဲ့ဝိညာဉ်သိသွားပြီဆက်သွားကြည့်အောင်ငါမှာအเจ้าမထိုးသိစားနေတယ်တို့မျက်စိပွင့်လဲကောင်းမကောင်းသိ၍ဟာဖြစ်ကြလက်တန့်ဒီကိုဖျားသခင်မင်းစားကြည့်မသိစေအောင်ငါအာမခံရတယ်မသိစေဘူးရုပ်မသိဘူးဒါပေမဲ့သိမျိုးဖြစ်သွားတဲ့အတွက်ကြောင့်ကြောက်စရာအရန်ကောင်းတာနှုတ်ကပတ်တော်ကအသက်ရှင်ခြင်းတကိုးနဲ့ပြည့်စုံခြင်းတန်လျက်တကောက်ထပ်ခြင်းနှုတ်ကပတ်တော်ဘာဖြစ်စေလဲအသက်ရှင်စေတယ်ဘာအသက်ရှင်စေတာလဲအသက်ရှင်တင်အသက်ရှင်နဲ့အသက်ရှင်တော့အသက်ရှင်နေမှမသိတဲ့လူရှိတယ်လေတင်အနာဂတ်ပြောင်းနေဆိုတော့တင်သိနေတာလေဟမ်တင်အနာဂတ်ကိုတင်ပြန်စဉ်းစားတင်အနာဂတ်တင်ဘာမမြင်နိုင်ဘူးအဲ့ဒါသိနေတာလေတနေ့လောက်တော့မပြန်လာမယ်ပတ်စံရှာမယ်ပေးလိုက်မယ်ဘယ်မှာလဲတင်အနာဂတ်ဒီတိုင်းပဲတင်သွားမှာလားဒီတိုင်းပဲတင်အလုံးလုံးလိုက် bill တွေပေးလိုက်ဒီဘွားကြီးသွားတယ်အဲ့ဒါသိနေတာလေYou don't know your purpose. တင်စင်သားကြီးတင်ဘယ်သွားလို့သွားနိုင်မှမသိပဲနဲ့တင်ဖတ်တာတင်တယောက်တည်းရှောက်သွားနေဆိုရင်ဘယ်မှလဲပန်းနိုင်အမြတ်ဘယ်သွားမလဲဆိုကျွန်တော်ခီးသွားနေမဟုတ်လေဘယ်သွားမှလဲကျွန်တော်တို့အားလုံးခီးသွားနေတဲ့ဧည့်သည်တွေဟုတ်ပြီနော်တနေ့လမ်းဆုံးရှိတဲ့တေချင်းဆိုတာလောကထွက်ကိုထွက်မယ်ဒါပေမဲ့အဲ့ဒီတေချင်းနဲ့ဟလာမွေးချင်းနဲ့တေချင်းကြားထဲမှာတင့်အတွက် assignment တစ်ခုရှိတယ် Do you know your assignment မသိရင်သိနေတာအဲ့ဒါ Australia သိရဲ့ assignment မဟုတ်ဘူး
America တဲ့ assignment မဟုတ်ဘူး Canada ကတဲ့ assignment မဟုတ်ဘူး ဆရာဒေးဗစ်လာအလုံးလုံးနေနဲ့ငိုးတာ What is my assignment ကျွန်တော် assignment ဘာလဲမသိဘဲနဲ့ကျွန်တော်ဒီလိုကြီးပဲအလုံးလုံးလိုက် paycheck by paycheck 9 to 5 သွားလိုက် I don't want it Lord show me I don't want to be like this Show me မျက်စိမေ့ရှက်တကူလုံးမိုက်လိမ့်မယ်ဟုတ်တယ်ကျွန်တော်မိုက်နေပြီဘာဖြစ်လို့လဲသူများခိုင်းတာပဲလုပ်နေရတယ်သူများအလုပ်လုပ်ပြီးတော့သူများ paycheck စားနေဘွာ I don't like it ဟိုအဲ့ဒါရောအဟုတ်ကြီးလို့လောကသားတွေထင်တယ်ဒါပေမဲ့ကျွန်တော်မထင်နိုင်ဘူး I know ဘာဖြစ်လို့လဲ Call unto me and I will answer you and I will show you come on I will show you great and mighty things and I will show you but call me man what come to me call me so Jesus Adamo call me mean what come to me and I will give you rest come to me come into his presence and I called unto me so come and spend time with me and I will show you great and mighty things Shikarababa and I nale doa de chima wow I look top like bi ba pi lo le I look top ဖို့အချိန်ဖျားကန်စကားပြောနေပြီဆိုတော့သူနဲ့အချိန်ယူလဲယူအလုပ်ထွက်ရဲသွားတယ်သူနဲ့အချိန်မယူရင်အလုပ်မထွက်ရဲဘူးဘာလို့လဲဆိုတော့ဒီအလုပ်မှမရှိငါဘယ်လိုထမင်းစားရမှာလဲငါဘယ်လို bill ပေးရမှာလဲအဲ့ဒါကသူ့ရဲ့အမြင့်ဆုံးအုံနောက်ကအဲ့ဒါပဲယူပါယုံမရှိတဲ့လူကအလုပ်လုပ်ရမယ်လေလူဆိုတာအလုံးမလို့ဘယ်လိုရမှာလဲအဲ့ဒါငပိန်းလို့ခေါ်တယ်ခေတ်စကားပြောငပိန်းမျက်စိမေ့ရှက်တဲ့ခါမှာတကူလုံးမိုက်နေတဲ့ခါမှာလောကသားတွေပြောတဲ့အတိုင်းဟုတ်တယ်ဒီလီဟုတ်တာပဲလေအဲ့ဒါတဘာဝကြပြောရင်ဟုတ်တယ်ဒါပေမဲ့ဘုရားသခင်စီမှာတဘာဝမကြောက်ဘူး No come to me all you who labors and heavy laden come to me and I will give you rest I will give you rest အဓိပ္ပာယ်ပါလဲ rest ထဲမှာ worry မရှိတော့လား rest မှာဘာမရှိတော့လား worry မရှိတော့တင်ကဘာမှတော့အလုံးမလုပ်ပဲအိမ်မှာထိုင်နေ worry ဖြစ်နေဆိုအဲ့ဒါတင်အလုံးလုံးနေတာလေတင်ပူပန်ခြင်းနဲ့အိတ်နေတယ်တင်အိတ်မပျော်ဘူးအဲ့ဒါလူသားအိတ်နေတာစိတ်ကမအိတ်တဲ့ကြောင့်မနှက်ပြန်ထလိုက်တင်အိတ်ရင်မဝဘူးအဲ့ရထလို့အိတ်ရင်မဝဘူးဆိုအဲ့ဒါတင်အလုံးလုံးနေတာဘယ်ကလုံတာလဲအုံနောက်ကအဲ့ဒါအိတ်နာအုံနောက်ကမအိတ်ဘူးဘယ်လိုဆိုင်ဘယ်လိုလုံကောင်းလဲအပေအကျွေးတွေလည်းပတ်စံပြီးအိုးမအမေကလောက်မှာဘယ်လိုလုံမဆေးမှလည်းတက်နေဘာလို့အလို့ဖြစ်နေတာအများကြီးဒီမှာအကုန်လုံးဒီမှာရေးလိုက်တော့မဟုတ်ဘူး I will give you restငါဘာလုပ်အောင်မလို့စဉ်းစားနေဖွဲ့တယ်တနာဆရာရန်ကောင်းတယ်ငါဘာမှလုပ်ဆရာမလို့သူလုပ်ပေးတာကို agree လုပ်တတ်ရင်ဘာမှလုပ်ဆရာမလို့အချို့တော့ပြောတယ်ဆရာဘယ်လိုလုပ်မလဲဆရာဒီကိစ္စမှာဆရာဘယ်လိုလုပ်မလဲဆရာခေါင်းဆောင်တယောက်ဖြစ်တဲ့ခါမှာဆရာဒီကိစ္စမှာဘယ်လိုလုပ်မလဲဆရာဒီကိစ္စမှာဘယ်လိုလုပ်မလဲဆရာဆရာပေးရမှာရမ်းမြောက်အောင်ဆရာမလိုဘူးနော်ဆရာဒီကိစ္စဘယ်လိုလုပ်ကောင်းမလဲအဲ့ဒါကိုယ်ကိစ္စလို့ခံယူတော့ကိုယ်ကိစ္စပေါ့ငါကိစ္စဖျားကိစ္စလို့ခံယူပြီးတော့ညင်ဝတ်စွာနေတတ်ရင်ဖျားလောက်တာပေါ့တိတ်မရသေးဒီဖွဲ့တိတ်မရသေးတင်းကိစ္စလို့ခံယူတင်းကိစ္စဖြစ်တာပေါ့တင်းကိစ္စဖျားကိစ္စလို့ခံယူပြီးတော့ညင်ဝတ်စွာနေလိုက်ရင် be still and know that I'm God be still and know that I'm God မင်းမဖျားရှိတယ်ငါဖျားလုပ်ပေးမယ်လို့မင်းယုံတတ်ရင်မင်းညင်လေးနေယုံမဲ့ငါအလုပ်လုပ်သွားလိုက်မယ် I will fight for you
ngà lâu ya mẹ lộ tiền alumio ở tuổi khó xin nè yin tiền phải ao ama cô ta đây trust the Lord with all your heart and do not depend on your own understanding. Trust the Lord with all your heart. What does that mean? What does that mean? Trust the Lord mean what? Do not depend on your own understanding. Me ba ma sin sao ne ai da pyo lai da. Ko nyang ko a mi ma pyu ne sa ba le. Hả? Hả? Ko nyang bi pyu ne sa la. Shao sin sao ne ne. Me ba ma lou tat da le mhot we ne shao sin sao ne ne. ဖះလာတဲ့အပ်ပြီးတော့ဖះလုံးမယ်ဆိုတာစိတ်ချကြိုတင်ကြီးဆိုချင်းမွားအချိန်တိုင်းဖះလုံးအာမင်မင်းမလုံးနိုင်တဲ့ကိစ္စကိုဆိုင်စဉ်းစားဘာလို့ကောင်းမလဲဘာလို့ကောင်းမလဲဘာလို့ရင်ကောင်းမလဲဆိုတာသင်စဉ်းစားရအောင်ဘာမှမလုပ်တော့နဲ့ဟုတ်လားဘာလို့မသိတဲ့ကိစ္စကိုရှောက်လို့မှားတော့မယ်လေဘာလို့မသိရင်ဘာမလုပ်နဲ့ညင်ညင်လေးနေပြီးတော့မှဖះလုပ်ပေးမှာ哦ကြီးတော့ချင်းမောင်းတော့စိတ်ချဖះအလုပ်လုပ်လိမ့်မယ်ဟာလေလုယာအာမင်ဆိုဖះညီတဲ့ချင်းပေးလားပေးတယ်အဲ့ညီတဲ့ချင်းထားခဲ့လားထားခဲ့အဲ့ညီတဲ့ချင်းပေးရှင်လားတို့ဘာလို့မရှိတာလဲအဘယ်မှုလိုက်ဆိုအဘယ်မှုကိုမြဆိုရင်ချင်းမရှိပဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွဆုတောင်းပနာပြုဆိုတင်လို့မရပါလားကြီးတော့ချီးမွမ်းခြင်းနဲ့တကွဆုတောင်းအင်္ဂလိပ်လိုဆိုပါလေ prayer with thanksgiving ဆုတောင်းတဲ့ခါမှာဖခင်ပေးပါ hallelujah ပေးပါ oh hallelujah ပေးပါအဲ့ဒါဆုတောင်းတာမဟုတ် prayer with thanksgiving what prayer with thanksgiving ဆုတောင်းရမယ်ချီးမွမ်းခြင်းနဲ့တကွဆုတောင်းရတယ်ဖခင်လှုပ်ပေးပြီးဖြစ်တဲ့အတွက်ကြောင့်ယေရှုတင်းနဲ့ why လုံခဲ့တဲ့နှစ်နဲ့ထောင်နဲ့လှုပ်ပေးပြီးသားဖြစ်ကြောင့်လှုပ်ပေးပါလို့ပြောစရာမလိုလှုပ်ပေးပြီးတဲ့အရာအတွက်ယေရှုချီးမွမ်းတယ် hallelujah it is finished လို့ပြောပြီးသားအဲ့ဒါကိုအမှုပြီးပြီတဲ့ငါလှုပ်ပေးပြီးတဲ့လဝကတဲ့မှာဟုတ်ပြီလားလဝကတဲ့မှာ to be continued ဆိုရင်တော့ of course you have to do something but သူကလဝကတဲ့မှာ to be continued လို့ပြောတော့ခေါင်းလေးစိုက်သွားတာမို့ it is finished သူလှုပ်ပေးပြီးသွားပြီ come on it is finished အမှုပြီးသွားပြီဖခင်လှုပ်ပေးပါလို့တင်ပြောနေချင်တင်နှုတ်ကပတ်တော်နားမလဲလို့လှုပ်ပေးပါလို့ပြောရလောက်တင်ကဖခင်ရဲ့ boss မဟုတ်ဘူးအဲ့လိုပြောမှဆိုလို့ကိုလဝကလည်းမ it is ငါလှုပ်ပေးပြီ take it by faith receive it by faith declare it by faith amen that's what we have to do ဖခင်မစားအိုးဖခင်အော်သေးတယ်လှုပ်ပေးပါလို့ပြောတာဝိညာဉ်ရေးရမှာအင်မတန်ညာနေတာပဲအမင်းတို့ငါပေးပြီးသားမင်းတို့ပေးထားရတဲ့မင်းတို့ဘာလို့မရလဲတဲ့ငါလူတို့ဒီပညာနည်းလို့ဆုံးရှုံးတယ် My people perish lack of what knowledge တောင်းနေတယ်ဖျားပေးထားပြီးသားအရာကိုတင်တောင်းနေတာကိုဘယ်သူသိလဲပြောဟမ်စာရန်သိတယ်သူမသိသေးဘူးဖျားခင်သူပေးထားတာတော့ဘာလို့မသိတင်မသိဘူးသူသိသွားပြီဝမ်းနဲ့ပေါ့အရန်ကောင်းတာအော်သူမသိဘူးနော်တဲ့ငါသူ့လက်စားတော့မယ်တဲ့ဗလာကြီးဆွဲပြီသူ့အတွက်အခွက်ရသွားတာတင်ဆုတောင်းမှားတာနဲ့သူ့အတွက်အခွက်ရသွားပြီမြင်လားမသိဘူး तू အဲ့ဒါပဲချောင်းတာ तू ဆုတောင်းဖျက်ခင်ကျွန်တော်ညီတဲ့ချင်းပေးပါကိုတော့ please ကိုတော့ညီတဲ့ချင်းပေးပါ no ညီတဲ့ချင်းကိုဖျားထားခဲ့တယ်မင်းတို့ပေးချင်တယ်ဘယ်လိုရယူမလဲရှင်ပေါလုရ revelation ရသွားတဲ့ခါမှာအဘယ်မှုရဆိုရင်မရှိပဲအရာနိုင်ဂျေဇုတော်ချင်းဝါချင်းတဲ့ကွာဆုတောင်းပတနာပြုတော့အဖြစ်တင်တို့တောင်းမှလို့တော့အရာများကိုဘုရားခင်အားကြားလျှောက်ကြလားထို့သူပြုလဲအဘယ်သူမဲ့ချိန်မမိနိုင်တော့ဘုရားခင်
ငြိမ်သက်ခြင်းရယူတဲ့ဤတခါတည်းရှင်ပေါလုကပြောခဲ့တယ်မင်းကိုညစ်တဲ့ချင်းတောင်းနေနဲ့မင်းဂျေဇုတော်ဆူတောင်းခြင်းနဲ့တကွာဂျေဇုတော်ချီးမွမ်းကိုရောပေးထားတဲ့ကျမ်းမာခြင်းအတွက်ဂျေဇုတင်တယ်ပေးထားတဲ့ကျမ်းမာခြင်းအတွက်ဂျေဇုတော်ချီးမွမ်းပါတယ်ကိုရောပြင်ဆင်ပေးထားတဲ့လဝကရခံရတဲ့ဒဏ်ချက်တော်ကျွန်တော်အနာရောကရှင်းအောင်ငြိမ်းပြီဖြစ်လို့ဂျေဇုတင်တယ်ဟာလေလုယာချီးမွမ်းနေတရက်ကြာမယ်နှစ်ရက်ကြာမယ်သုံးရက်ကြာမယ်တစ်ပတ်ကြာမယ်နှစ်ပတ်ကြာ I don't care ဒါပေမဲ့အဲ့ဒီဖခင်ရဲ့စကားကိုသင် agree လုပ်နေခြင်းဝိညာဉ်နဲ့ပဲထဲမှာစတင်လို့သင်ရဲ့ခန္ဓာကိုယ်ထဲမှာအယောအကျော်အချင်းစီတွေအားလုံးကအသစ်တွေပြန်ဖြစ်နေပြီ Hallelujah ဝန်ခံတဲ့ချိန်မှာသင်စတင်ပြီးတော့မှအသစ်တွေကိုစတင်တော့ဖန်ဆင်းနေပြီဤထရာမမစီတီယာက Hallelujahရုပ်လောကကိုထိန်းချုပ်ထားတာဝိညာဉ်လောကရဲ့ကောင်းချမ်းချက်လေးပြန်သွားမယ်သုံးအငယ်6ထိုပင်ဒီစာဝဲကောင်းခြင်းအစင်လဲလှခြင်းပညာတိုးပွားစေလိုသောငါနှစ်သက်ဖွယ်သောအပင်ဖြစ်ခြင်းကိုမိမသည်မြင်လေအတီးကိုရွေစားတယ်မိခင်မွားလည်းပေးတယ်သူဒီလဲစားပြီးတော့စားတယ်ထိုတင်တော့ဒီမျက်စိပွင့်လင်းရင်မိတို့နဲ့အဝတ်ရှိစီရှိသူကိုသိမြင်တယ်ကြည့်အောင်စားတဲ့နေ့မှာဧကမသိမယ်လို့ဘုရားပြောလားသိလားစီသိလားမသိတဲ့ပဲမျက်စိမှာပွင့်သွားတယ်ငါမပြောလားစာတာငါမပြောလားစီဒီနေ့လူတွေတော်များအဲ့ဘုရားစကားအဲ့တိုင်းကြွေးတာစာတာကြည့်ဖြစ်လားငါပြောတယ်မလားမျက်စိပွင့်သွားပြီဒါပေမဲ့အော်စရာကောင်းတဲ့အရာတစ်ခုကနှုတ်ကပတ်တော်ကိုသင်မဝန်ခံခြင်းကလူထင်သည့်အတိုင်းမှန်သောလက္ခဏာကိုသင်ကြည့်သွားဆိုင်လိုက်တယ်ဘယ်သူဖြစ်လဲကြည့်အောင်ဆက်သွားမယ်ထိုသူများမျက်စိပွင့်လေမိတို့နဲ့အဝရှိရှိသိမြင်လေမိတို့ဝိညာဉ်ဖို့သင်မောတဖတ်မိရတို့ကိုချုပ်ဆွဲခါစီကိုလှုပ်ကြဆက်သွားသူတို့ဗာမြင်သွားလဲအရင်ဆုံးပြောမယ်နော်စားတဲ့နေ့မှာဧကမှသိမယ်တဲ့တဘာဝပြောင်းသွားတာတို့မသိလိုက်ဘူးတင်တို့တတိထားမှာတင်တို့ရဲ့တဘာဝတင်တို့ရဲ့ရုပ်ဖြစ်အင်မဟုတ်ဘူးတဘာဝ level စင်စရာတက်ပြီမယ်ဒီနေ့ယူတဲ့တင်တို့ကောင်းကြီးပဲ level စင်တက်မယ်တင်းရဲ့တဘာဝနဲ့တင်းရဲ့အခုလက်ရှိဖြစ်နေတာနဲ့မတူဘူးအရှိမအခုဘာဖြစ်နေပြဿနာကြီးအရေးမကြီးဘူးတင်းရဲ့တဘာဝကိုတင်ကြည့်ဆိုင်တင်းကြောက်တဲ့စိုးရင်တက်နေပြီဆိုရင်အဲ့ဒါတင်းတဘာဝမဟုတ်တော့ဘူးလားဖယားသားသမီးမှာကြောက်တတ်တယ်ဆိုတာမရှိစိုးရင်တာမရှိတင်းတဘာဝပြောင်းတဘာဝကိုတင်းတဘုံပေါက်လို့မရတော့တင်းရဲ့ nature တင်းရဲ့ nature အရင်ကြီးတယ်ဒါပေမဲ့သူတို့ကနေအေးသောချိန်နဲ့ထိုဥယျာဉ်နဲ့ထာဝရအရှင်ဘုရားသခင်ကြွတော်မူသောအတန်ကိုလူလင်မယားတို့သည်ကြားလျင်အထံတော်မှလွတ်ခြင်းကဥယျာဉ်အပင်တို့တွင်ပုံကွယ်လျက်နေကြတယ်ကြည့်အောင်ဝတ်ပြုဘုရားကိုကိုးကွယ်ခြင်းစိတ်မရှိတော့ဘူးဆိုရင်သင်ကြောက်စရာအရန်ကောင်းနေပြီသင် danger zone ထဲမှာရှိနေပြီဒီနေ့ဘယ်လောက်ဝမ်းနေစရာကောင်းလဲဩစတြေးလျမှာ
a season တနင်္ဂနွေတရက်အစီအစဉ်လာလို့တော့ကိုးကွယ်ခြင်းထင်နေတယ်တနာဖို့အရန်ကောင်းတယ်တနင်္ဂနွေတရက်ဘုရားကျောင်းမှာလာတော့ကိုးကွယ်တာကိုကိုးကွယ်တယ်တဲ့အဲ့ဒါကိုးကွယ်တာမဟုတ်ဘူးမိသားရလာဖွဲ့တာ Sunday ဆိုမိသားလာဖွဲ့တာမိသားရတော့လာတာကိုးကွယ်ဖို့တော့လာတာမဟုတ်ကိုးကွယ်တယ်ဆိုတာကတတ်မှတ်ထားတဲ့နေရာမရှိဘူးတတ်မှတ်ထားတဲ့ချိန်မရှိဘူးနေ့တိုင်းကိုးကွယ်ခြင်းဆိုတာနေ့တိုင်းတနည်းနဲ့တစ်ခါလာတော့ဘုရားကျောင်းရောက်မှကိုးကွယ်တယ်ဆိုတာခမောင်တင်လှည့်စားခြင်းခံနေရပြီမင်းတို့ဟိုတောင်ဒီတောင်သွားမှကိုးကွယ်မယ်လို့မင်းတို့ထင်နေတဲ့ငါအခုပြောမယ်ကွာတဲ့ဘယ်မှသွားစရာမလိုပဲယခုပင်ရှိတဲ့နေရာနဲ့ကိုးကွယ်မယ်ချိန်ကာလရောက်လာပြီတဲ့မင်းတို့ကိုးကွယ်တဲ့ရောက်မင်းတို့မသိဘူးတဲ့ယေရှုဟာတနင်္ဂနွေတရက်မှဖျားရှိခိုးရမယ်လို့ကိုးကွယ်ရမယ်လို့ထင်တော့ဖျားเจ้าမှာလာကိုးကွယ်မှာကိုးကွယ်ခြင်းမြောက်တယ်လို့ခံနေရတဲ့အဖွဲ့တွေအားလုံးဟာရေးရေးလဲလဲအနာဂတ်မှာကြောက်เสียအရန်ကောင်းတယ်သူတို့တော့ဆွင့်ရတယ်ဒီဖွဲ့တွေ Worship is not a style worship is lifestyle ကိုယ်ကွယ်ချင်းစွာပါလေစင်မနဲ့ကိုယ်ကွယ်ချင်းစွာပါလေဖះเจ้าမှာလာထိုင်ပြီးတော့တရားနားထောင်တယ်စုလေးတောင်းတယ်ကျမ်းစာလေးဖတ်လိုက်တယ်တခြင်းလေးထားဆိုတယ်အဲ့ဒါကိုယ်ကွယ်ချင်းမဟုတ်ဘူးအဲ့ဒါက style ကိုယ်ကွယ်တဲ့ပုံစံ pattern ပဲရှိတယ်ဒါဒီလိုပုံစံလေးဖះเจ้าအတူကလာတော့မိတ္တာဖွဲ့ပါတယ်အချင်းချင်းလာစုယုံပါတယ်အချင်းချင်းဟလာလာပြီးတော့စုယုံချင်းအမှုကိုလည်းပဲမပယ်မရှောင်နဲ့ဒီမိတ္တာဟာရအရေးကြီးတယ်ဖះเจ้าမှာလာတဲ့မိတ္တာဆိုအရေးကြီးလားအရေးကြီးတယ်တယောက်တယောက်တီဆောက်ဖို့အရေးကြီးတယ်ဒါပေမဲ့ဒီဖះเจ้าမှာလာကိုးကွယ်တယ်ဆိုတင်မှားပြီကိုးကွယ်တာမဟုတ်ဘူးမိတ္တာလာဖွဲ့တာတယောက်တယောက်ကောင်းကြီးပေးမယ်တယောက်တယောက်ဆူတောင်းပေးမယ်အသင်းတော်ဆိုတာလာယူတာမဟုတ်အသင်းတော်ဆိုတာလာပေးရတာဖျားเจ้าမှာတင်ရောက်လာရင်တင်ပေးဖို့စဉ်းစားယူဖို့မစဉ်းစားနဲ့ why fellowship မှာ receiving မရှိဘူး giving မရှိတယ်ဒီဖျားเจ้าနဲ့ဝင်လာနဲ့ကိုးကွယ်တဲ့သူကဒီမှာဖျားသခင်ငါ့ကိုဘာလုပ်ခိုင်းလဲထိုင်နေရင်းနဲ့ဖျားနှိုးဆိုရင်ဘာမှမပြောဘူးပတ်စံလေး300အိတ်ထဲကနေဆွဲထုတ်ပစ်လိုက်ပြီးတော့ဖျားဖော်ပြတယ်လိုအပ်နေတဲ့သူဘသူမှသူမပြောသူ့ဘာသူဖျားနဲ့ကိုးကွယ်နေတာရော့တငယ်ချင်းဖျားဖော်ပြလို့ရော့ဆို300ထည့်ပေးလိုက်ပြီးတော့ပြန်ထွက်သွားတာ that's fellowship worship God more. Worship ya atu ga be session bya me. Worship God living sacrifice. Twajia. Romans chapter 12 verse 2. Verse 1 and 2 jia. Romans chapter 12 verse 1 and 2. Chill out, Jesus, in English, please. NKJV or yeah, NKJV, come on. Anything? Yeah, the cool yeah. I beseech you, therefore, brethren, by the mercy of God, that you present your bodies a living sacrifice, wholly acceptable to God, which is your what? Reasonable service. Okay, NIV လေးချက်ပြောင်းကြည့်လိုက်ဒီဥစ္စာပဲ reasonable service ဆိုတော့ဘာနဲ့ပြောထားလဲ NIV မှာ See?
your spiritual what? Act of worship. မင်းကိုးကွယ်တယ်ဆိုတာပါလေနေ့တိုင်းမှာမင်းအလိုညင်းပယ်ပြီးတော့ဖခင်အလိုတော်ဝန်ခံတာအဲ့ဒါကိုးကွယ်ခြင်းမင်းပြောချင်တဲ့စကားမပြောဘဲနဲ့ဖခင်ပြောခိုင်းတဲ့စကားပြောတာအဲ့ဒါကိုးကွယ်ခြင်းညီးတွားခြင်းမဟုတ်ဘဲနဲ့ချီးမွမ်းနေတာအဲ့ဒါကိုးကွယ်ခြင်းကိုသွားချင်တဲ့နေရာမသွားဖခင်သွားခိုင်းတဲ့နေရာသွားတယ်ကိုလှုပ်ချင်တာမယုံဖခင်လှုပ်ခိုင်းတဲ့အရာလှုပ်အဲ့ဒါကိုးကွယ်ခြင်းစင်ဝမှာတက်ပြီးတော့ဟာလေလုယာဟုတ်တယ်အဲ့ဒါတခြင်းဆိုတာဖခင်ကောင်းမြတ်ခြင်းဝန်ခံတာကောင်းပါတယ် very good ချီးမွမ်းတာမပါဘူး it's part of worship တကယ် worship ကြပါလဲဆိုတော့လုံးဝငါရဲ့အသက်ရှင်ခြင်းကကိုတော့အတွက်ပဲလို့ပေးလိုက်တာကြီးကိုးကွယ်နေတာyour spiritual act of worship မင်းဝိညာဉ်ရေးရနဲ့ဆိုင်တဲ့ကိုးကွယ်ခြင်းဆိုအဲ့ဒါကွာတဲ့မင်းတပတ်လုံးလှုပ်ချင်တာလှုပ်တော့ဘုရားเจ้าမှာလာပြီးတော့မှဟာလေလုယလာလှုပ်တာအဲ့ဒါမင်းကိုးကွယ်တာမဟုတ်ဘူးမင်းရုပ်ရှင်ရိုက်နေတာဘုရားเจ้าမှာလာတော့ရုပ်ရှင်ရိုက်နေတာမင်းကိုးကွယ်တဲ့ပုံစံကြည့်ရမင်းမိမသိမချင်နဲ့ဘူးအိမ်မှာဘလူးရုပ်ဖျားကြောင့်မှာတော့ကောင်းကင်တမန်ရုပ်ရှင်ရိုက်နေတာငါသိတယ်လို့ပြောလိမ့်မယ် Your body to offer your bodies as living sacrifice holy and pleasing to God ကိုယ်ကွယ်ခြင်းမှာဘုရားသခင်ဘာမှတောင်းမယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ဘုရားအတွက်ပေးတယ်ဆိုတာပေးကြည့်ပါလားအဲ့ဒီဟာပေါ်ဆဆမတင်နဲ့အဲ့ဒါပေါ်ဆမတင်နဲ့လက်ကင်ပေါ်ကဘာတကူမှမရှိဘူးဒါပေမဲ့အဲ့ဒီလက်ကင်ပေါ်ကပေါ်လူရဲ့လက်ကင်ပေါ်ထိတဲ့သူအနာကငြိမ်သွားတယ် why သူ့ရဲ့ body ကိုas living sacrifice အနေနဲ့ကိုရောကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုရောအတွက်ပဲကျွန်တော်ရဲ့ mind body and spirit is yours ကျွန်တော်ဖြစ်ချင်တဲ့ကိုရောဖြစ်စီလို့တဲ့အတိုင်းဖြစ်ပါစေဆိုတော့စက်ကလိုက်တဲ့ channel ဆောက်တော့သူ့ရဲ့သုံးဆောင်နေအားလုံးတကိုးပါလာတယ် why ဖယားကိုစက်ကလိုက်တဲ့အရာဖြစ်ဖယားပိုင်သွားပြီဖယားပိုင်သွားတဲ့ခန္ဓာကိုယ်ကြီးကဖယားကလွတ်လပ်အလုံးလုံးတဲ့အခါမှာသူနဲ့ထိတဲ့သူကကြမ်းပါတယ်သူ့အသားနဲ့တော့ထိတာမဟုတ်သူတိထားပြီးသားအရာနဲ့ထိတဲ့သူတော်မှကြမ်းပါတယ် why အဲ့ဒါ anointing အဲ့ဒါတကိုးထွက်တာဒါကြောင့်ခိုင်ဦးဘုရားသခင်ကခေါ်တယ်ဆိုတော့အဲ့ဒါငါသုံးချင်ပြီ give me your body see လူငယ်တွေဘုရားခေါ်တဲ့ခါမှာငါမင်းကိုအရန်ချင်းမြောက်ချင်းပြီမင်းအရန်တန်ကောင်းတယ်ငါသိတယ်ဒါပေမဲ့မင်းအတန်ကောင်းနေမယ်ဘယ်သူမှမပြောင်းလဲဘူးဟာမင်းတရားရန်ဟောကောင်းတယ်ဘယ်သူမှမပြောင်းလဲ whyတရားဟောကောင်းတာငါလိုချင်တာမဟုတ်မင်းရဲ့ခန္ဓာကိုငါလိုချင်တာ give me your body can you sacrifice your body ဖယားသခင်အရန်ချီးမြှောက်မဲ့ယောက်ျားတွေမိန်းမတွေတော်တော်များများကြော်ရတာအဲ့ဒီခန္ဓာကိုယ်ရဲ့သွေးသားပြဿနာဘာဖြစ်လို့ဆိုအဲ့ဒီခန္ဓာကိုယ်ပဲဘုရားကအသုံးပြုတော့မှသင်ရဲ့လက်ကသူ့လက်ဖြစ်ချင်တာ
တင်အရညညူးချင်းနဲ့ရောက်ခဲ့ပြီဆိုရင်တင်ကြီးရချင်းမအဲ့ဒီညညူးချင်းကဖျားသခင်သူ့ရဲ့တန်ရှင်းချင်းနဲ့ပြန်လို့ရေးလဲသုံးဖို့ရန်တော့စာရန်ကတိတဲ့ခါမှာကြိုတော့တိုက်တာဘယ်တော့မှစာရန်ကတင်ရဲ့အတိတ်အတွက်တိုက်တာမဟုတ်အနာဂတ်အတွက်တိုက်တာဒါဆိုတော့တင်ရဲ့အားနည်းချက်တွေအားလုံးကတင်ရဲ့အာသာချက်ပြန်ဖြစ်မယ်ဆိုတော့တင်ကြိုတင်သိထားဖို့အရေးကြီးတယ်ဟာလေလုယာတင်ရဲ့အားနည်းချက်တွေအားလုံးတင်ရဲ့အာသာချက်ပြန်ဖြစ်တော့မယ်ဆိုတော့တင်သိပြီးတင်ပြောမယ့်အရာတစ်ခုပဲရှိ Let the weak say I am strong ဘာဖြစ်လို့လဲဘုရားကငါ့ကိုပြောင်းပြန်လှမ်းပြတော့မှာငါအားနည်းချက်တွေအားလုံးအာသာချက်ပြန်ဖြစ်တော့ဘယ်သူအဖြစ်လဲယေရှုအဖြစ်ဒါဆိုတင်ဘယ်သူ focus လုပ်မှာလဲတင်ရဲ့အားနည်းချက်တွေနဲ့အာသာချက်ပြန်ဖြစ်ခြင်းရင်တင်လုပ်ရမယ့်အရာတစ်ခုပဲရှိတယ် focus on Jesus Hebrew chapter 12 verse 2 Hebrew chapter 12 verse 2 Let us fix our eyes on Jesusတင်ကိုတင်ကြည့်ရင်ပါလေအားနည်းချက်တွေပဲမြင်တယ်တင်ကိုတင်ပြုတ်ပြင်ဖို့မစင်စားနဲ့တင်ယေရှုခရစ်တော်ပဲတင်စေးကြည့်လိုက်တော့ပြောချင်တယ်စေးကြည့်ဆိုပါလေယေရှုဘယ်လိုမြင်ရမှာလဲယေရှုအကြောင်းပဲတင်စဉ်းစားတော့အဲ့ဆိုတင်အားနည်းချက်တွေအားလုံးအာသာချက်ပြန်ဖြစ်လာမှာ Fix your eyes on Jesus ဆိုတာကလေဘာလို့ခိုင်းတာလဲတင်တခြားအကြောင်းတွေမစဉ်းစားနဲ့နင်ယေရှုကြောင့်မစဉ်းစားတင်တဘာဝပြောင်းသွားလိမ့်မယ်စဉ်းစားတာပြောင်းတာနဲ့တင်တဘာဝပြောင်းတယ်တင်ဘသူကြောင့်စဉ်းစားတာလဲ Fix your eyes on Jesus the author and perfecter of our faith who for the joy set before him endured the cross scorning its shame and sat down at the right hand of the throne of God see here fix your eyes on Jesusသင်ရဲ့ life မှာအားနည်းချက်တွေတိတ်များနေပြီသင်အားနည်းချက်တွေများလိုက်ဘာဖြစ်သွားကြာလာအရင်စိတ်တကြတာအသက်မရှင်ချင်တော့လူတယောက်ကဘာလို့သိချင်တာလဲလူတယောက်ကဘာလို့ကိုယ့်ကိုတတ်သိချင်တာတဲ့လားသူရဲ့အားနည်းချက်တွေကို तू ကအရင် they fix their eyes on their weakness then what ကြာလာတော့ဘာဖြစ်လဲ they want to commit suicide but so သူရဲ့ perfect မဖြစ်ခြင်းတွေကသူ့ကိုပြန်တော့မှ blame ပြန်လုပ်ပြီမင်းမကောင်း your conscious ကတင်းကိုပြန်တော့ blame ပြန်လုပ်တာမင်းမကောင်းမင်းဘာကောင်းလဲမင်းဘာမသိလဲပဲကောင်းသိလဲပဲကောင်းသိလဲဘယ်သူပြောနေတာလဲအဲ့ဒါတင်းစိတ်ကတင်းကိုပြန်ပြောနေတာဘယ်တမရှိတင်းတော့မင်းအဖြစ်လူတွေဘာကောင်းကြီးဖြစ်လဲမင်းအဖြစ်လူတွေဒုက္ခပဲရောက်နေမင်းအဖြစ်လူတွေစိတ်ပဲဆင်းရဲနေတာမင်းဘာကောင်းလို့လဲသိလိုက်လေမင်းသိလိုက်လေတမရှိချင်တော့ပမာလို့ပဲယုံကြည်ခြင်းကိုအစအဦးစီရင်၍စုံလင်စေတဲ့သခင်ယေရှုမေ့စေကြည်တယ်စုံလင်စေတဲ့သခင်ကိုမေ့စေကြည်တယ်မင်းကိုမင်းမကြည့်တော့ဘယ်သူမှမကြည့်တော့မင်းစုံလင်စေတဲ့ယေရှုပဲစေကြည်တော့ Focus on Jesus focus on Jesus ဘာပြောလဲ2 Corinthians chapter 3 verse 18 hey by the way ရှာပြောပြဆရာဒေးဗစ်လာလေကျမ်းပိုက်တွေအများကြီးရတာအဲ့ဒါဒီတိုင်းထိုင်နေဘာမှမမေ့ဘူးဒီတိုင်းဟိုတယ်မှာကိုယ့်ဘာသာအဲ့လိုထိုင်နေဘာမှမထွက်လာတော့ဒီလိုစတင်လို့နှုတ်ကပတ်တော်စာပြောပြီဆိုတာနဲ့ယာနဲ့ချီပြီးထွက်လာတာအဲ့ဘာတလားနှုတ်ကပတ်တော်ရဲ့အရှင်ကအလုံးလုံးနေတာလူတွေထင်လိမ့်မယ်ဆရာဒေးဗစ်လောက်တိတ်မှညံကောင်းတယ်မကောင်းအခန်းထဲမှာထိုင်နေဘာမှမပေါ်လာဘူးအကြောင်းဖတ်ရတယ်ရေးနဲ့ဖတ်ထားတယ်အဲ့ဖတ်ထားတဲ့အရာတွေအားလုံးဒီလိုစင်ပေါ်မှာအဲ့လိုရက်လိုက်ပြီးဆိုတာနဲ့အကုန်ထွက်လာတာဘယ်သူလုံနာလဲဘုရားညံကောင်းခြင်းမကောင်းခြင်းနဲ့သွားတာမဟုတ်တကူတော့ပြုတ်ပြင်းနေတာ
မြင်လားမသိတင်အုံတော့ကောင်းစရာမလိုဘူးသူတကူစီးဆင်းလိုက်တင်မလုံနိုင်တဲ့ຢာတွေကုန်လောက်လာနေဒါဝိတ်ကသူခေါ်လက်ရှိမှာတွားရက်တာသူတက်ပြစ်နိုင်မယ်လို့ तू မထင်ပါဘူးဘာဖြစ်လို့ဆိုတော့အဲ့တကွက်လေးပဲလွတ်တာအားလုံးတန်နဲ့ကာထားတာအနီးကသွားရင်ဟိုကလှန်နဲ့ပြစ်မှာလှန်နဲ့မပြစ်လောက်တဲ့နေရာလောက်မှာ तू နေပြီးတော့မှ तू ပြစ်ရတာဘယ်လိုနင်းနေမှာဒီနေရာကိုကွက်တိဝင်သွားဖို့ဆိုတော့ဖះမလို့မဖြစ်နိုင်ဘူးဒါမဲ့ तू သွားတိုက်တာဗာနဲ့တိုက်တာလေခွန်အားနဲ့တိုက်တာမဟုတ်ဘူးယုံကြည်ခြင်းနဲ့တိုက်တာတင်မလုံနိုင်ဘူးတင်လုံနိုင်တယ်လို့ခံယူပြီးတော့လုံတင်ရှုံးနိုင်မယ်အဲ့ဒါ confidence လို့ခေါ်တယ် self confidence ကလုံလို့များ God confidence နဲ့သွားတာတင်လုံနိုင်တာမရှိဘူးဒါပေမဲ့ဖျားအားဖြင့်ငါလုံနိုင်တယ် I can do all things through Christ who strengthened me ကြောင့်ဒီနေ့မှာဒီမှာရှိတဲ့မိသားစုတွေအားလုံးကိုရှင်အားပေးခြင်းနဲ့ရတခုပါဖျားတင်အကုန်လုပ်ပြီးသွားပြီအကုန်ကျမ်းမာခြင်းငွေကြေးနဲ့ဆိုင်တဲ့အောင်မြင်ခြင်းကျွဲဝခြင်းအကုန်ပေးထားပြီသားစိတ်ချကျွဲဝခြင်းဖျားပေးထားပြီသားကျမ်းမာခြင်းဖျားပေးထားပြီသားအောင်မြင်ခြင်းဖျားပေးထားပြီသားဘယ်လိုရယူမလဲဆက်လို့ချက်ကိုပြမယ်ယေဇကျေလ39โอเคတင်အခုတခုခုလိုတောင်းရင်တင်ဖျားပါပေးမယ်ထင်လားဥမာဆန်နားလည်းတခုပဲတင်အခုကျမ်းမာခြင်းလိုအပ်တယ်ဟုတ်လားကျမ်းမာခြင်းလိုအပ်တယ်ဆိုပါစို့တင်ကျမ်းမာခြင်းလိုလို့ဖျားခင် heal me ဟုတ်နော်ထိုင်ဆောင်နေတေးွားတဲ့ဖွဲ့တွေရှိတယ် why ကျမ်းမာဖို့ဆူတောင်းနေရင်လည်းဘာလို့တေကုန်တာလဲပြောအဲ့မှာတို့တန်တရားတွေအများကြီးဖြစ်တယ်လောကမှာယုံကြည်သူထဲမှာလည်းဆူတောင်းတာပဲဆရာရဲ့အတင်းတော့တစ်ခုလောလည်းဆူတောင်းတာပဲကျမ်းမာဖို့လေဆရာသေဝါတဲ့ခေါ်တော်မူခြင်းခံလာရတယ်ဆူတောင်းနေရင်သေဝါတဲ့ဆူတောင်းရင်ဘုရားသခင်ကျမ်းမာခြင်းပေးတာမဟုတ်ဘူးတရားခုနှစ်ခုမြောက်သောစာလငယ်20 107 verse 20 verse 20 ကဲအင်္ဂလိပ်လိုလေးကြည့်အောင်စော်ကားတာမဟုတ်တလုံးပဲမြန်မာလိုဟောခဲ့တာဒါပေမဲ့အခုအင်္ဂလိပ်လိုဟောတဲ့အခါကျတော့ဟိုအတိတ်ပဲမတူဘူးမြန်မာကလေကောင်းတာလည်းကောင်းတယ်ဒါပေမဲ့အင်္ဂလိပ်မှာကျတော့ချင်းနဲ့ရောက်တယ်သလားမြန်မာ indirectly တွေသွားတယ်အင်္ဂလိပ် direct ကျွေးတာဒီပမာကျန်းစာရေးလဲခေါင်းစားတာကိုမို့တကယ်တောင်းဆရာလဲဘဝမမေ့နဲ့လေဆရာမမေ့ဘူးဒါပေမဲ့အင်္ဂလိပ်လိုဟောလဲဟောလာအောင်အင်္ဂလိပ်ကဖင်းနဲ့ရောက်တယ်ဟိုမှာလှည့်ပါပြီးတော့မရောက်နိုင်ဘူးခရစ်တော်ကြွလာတော့မရောက်နိုင်ဘူး You see here he sent forth his word and healed them healing အရင်လာတာမဟုတ် he sent his word first အရင်ဆုံးကျမ်းမာခြင်းလာတာမဟုတ်ဘာလာလဲစကားတော်
ဆိုတော့ဖခင်အကျမ်းပါရှင်ပေးတာလားစကားပေးတာလားโอเคကဘာကြီးကိုဘာမှဖန်ဆင်းခင်မှာဖခင်တခင်အရင်ဆုံးဘာလွတ်တာလဲစကားလွတ်တာနှုတ်ကပတ်တော်ဆေလွတ်တာနှုတ်ကပတ်တော်ကြီးကဘာဖြစ်လဲဖန်ဆင်းနိုင်တာဆိုတော့ကျမ်းပါရှင်ပေးပါလို့ပြောဖခင်ခင်တင်းကိုဘာပေးမလဲစကားအဲ့ဒီစကားကိုတင်းလုံးဝဝန်ခံနိုင်တဲ့တရားပြောက်သွားတာဥမာဆက်ပြမယ်Luke chapter 17 verse 11ကနေစကြည့်အောင် Luke chapter 17 verse 11 Now on his way to Jerusalem, Jesus traveled along the border between Samaria and Galilee. Continue, please. As he was going into a village, 10 men who had leprosy met him. They stood at a distance and called out in a loud voice, Jesus, Master, have mercy on us, or have pity on us. Lunu se yaga. Choro tanshin se ba. With a loud voice from a distance. Why? Lunu ga kalumyao binama. Lunu yo la tilumyao. So from a distance, and they call out in a loud voice, Jesus, Master, have mercy on us. Have pity on us. Then what? When he saw them, he said, go. He didn't touch them. He didn't heal them. He said, go. Go. He sent his word. Go. ဖခင်အလုံးလုံးစကားနဲ့ပဲလှုပ်တယ်ယုံကြည်သူတော်တော်များများနမိတ်လက္ခဏာစောင့်တယ်နမိတ်လက္ခဏာယင်လာတော့မစကားယင်လာတာဒါယုံကြည်သူဖြစ်တဲ့ဒီစကားနဲ့အသက်မရှင်တတ်ဘူးဆိုရင်ဆုံးရှုံးသွားတယ်ဆူတောင်းတယ်အနာကငြိမ်းတယ်ဆူတောင်းနဲ့သေသွားတယ်ဒီစကားကို ignore လုပ်ထားတာနှုတ်ကပတ်တော်ကို ignore လုပ်ရင်သင်ဆုံးရှုံးနေမှာတခုခုသင်ဆူတောင်းပြီးတော့အပြည့်ရှာပြီဆိုသင်နှုတ်ကပတ်တော်ချိန်ကိုစပေးရတော့တာGo show yourself to the priests. Lord, before we go, can you cleanse us first? Before we go, please. Please do something, then we will go. No, go. Show yourself. Go. I said go. Jesus said to Peter, come. How? Can you teach me how to walk on water? Can you? Please, before I come to you, can you teach me how to? No, just walk. Just walk. Just walk by faith, not by sight. Go show yourselves to the priests. Toi, Jibroi ko pia le do. Kuro. Di pinya tia aya so yin. Ma piao pe ne myo the win yin. Ke ne pok ka. See, တဘာဝကြကြအမြဲတမ်းဖိတဘာဝကြကြစဉ်းစားတတ်တာတို့ရဲ့အလုပ်ဖယားစကားတဘာဝမကြောက်ဒါကြောင့်ဘာသာခြားတဲ့တော်တော်များများဒီကျမ်းစာကိုဖတ်ရင်တဘာဝမကြတဲ့အတွက်ကြောင့်တို့မဖတ်ချင်တော့ဒိဗ္ဗေမရှိတာလူတွေဒိဗ္ဗေမရှိဘူးဒါဒီအင်္ဂလိပ်တရားတဲ့ဖုံးအုပ်ထားသောသူတို့အတွက်မိုက်တော့ရတဲ့
မိုက်တော်ရ Go show yourself to the priest. They just shimp him. Then Piazzaga Mapabene. Benanilla. Then Satan is shot one hill. In the Piazzaga Mapaling, at the Shin in Aveli. Nga loma nga saras lo kriya ni miyai. How dare? Di lam diyo. Di assignment di mabiyo. Assignment mabiyo na di tuwara tuloy miyai di loka mo. Why? Lunu seya. Korochano mazaba. Have pity on us. Chano tanaba mazaba. Go show yourself. Go show yourself to the priest. Go. Go. See here. Pia babile, sagapile. As they went, they were cleansed. See here. Maji. Turu down so ni le achi ma. Turu ba phin ni le. Come on, ba phin ne? Nu ni le. Okay. Nu ne lu lo phaya ma za ba lo pyo de chi ma. Phaya ma za la. Ma za le. Ba lo ma za le. Ba ma za lai da le. Tu saka ma za le. Te yo phaya kaung ji pe bi so ayin so sa pe da tu saka ba. Tu saka ya bi so pi twa bi te. Low, down the cool a yellow and navy so Bama and Milan Shaman down it. Piazga Lavila, Piazga Live, Biwabi. So the Piadon Lale Bow sound near Piazga. The Chiapi Lamala. Come on. The Ahochagan Lamala. Come on. Janza Pine Lamala. I don't know. Benny Annie Piazga Lamnes from Yena alert Pinida. Come on. So go. Go show yourself to the priest. Go. And as they went, so there's a guy here. As they went, Sabala, Payazaga Piore at time through Satware Chimare. Away, Annie. Go have pity on us. Go show yourself to the priest. Go. Yes, master. Then what? Satim Roma. As they went. Emalo so ye? Babiola? Emalo Pelibel? Babila? Toazin be Piochina Banatuale. Banatuale. Come on, Banatuale. Banatuale, Satan at Waramo, Payasganatora, Toa Solonga Toabi. Piabi Solonga Chido Chimwami. Hallelujah. Yeshua be Almina to Pibi Peter Young, Chiro Chimwane. Zaida Biosing, Yeshua be Almin dead to Peter. Hallelujah. A thing out by my sweat Chalomio, a thing out by Lomio, Satan and out by Lomio. Napiasaga, Nadratica Peter. A Satan a yadia now. Bama Lolomio, Satan and Amadou, Nayojichina Dwama. The Satan at the Nessa mission. Martin Ali Bama Tinsia Jomushu. I think so more. I know so PM. I think so more. I know that God is with me. I know it. As they went, they were cleansed. So Toazin doing Babile. Jamashi. So bow you like that. Piazga you like that. They didn't have Piazga and Satashi. They are now my pillar Mahari Alomba. Piazga Panzina. Panzina Piazga, you didn't need a meditate over to attend my Panzin and near you labile. Satin Pilabile. Come on. Piazga Panzina, your Piazga Panzina. Your Piazga Panzina, Bioya.
Hallelujah ဖျားစကားဘာလို့လဲဖန်ဆင်းတယ်ဖျားစကားဘာလို့လဲဖန်ဆင်းတယ်ဆိုအဲ့ဒီဖျားစကားကိုသင်ရနေပြီးတော့မှ agree လုပ်ပြီးတော့မှသင်တို့ပစ္စည်းသင်တို့ software တစ်ခုသင် download လုပ်ပြီးဆိုသင်ဘာလုပ်ရလဲ agree လုပ်ရတာဒီတစ်ခုကို download လုပ်ချင်တယ်ဆိုရင်ကိုဘာလုပ်ရလဲ agree လုပ်ရတယ် agree မလုပ်ဘဲနဲ့သင်ရှေ့ဆက်သွားလို့မရအောင်ဒီလိုပဲဖျားစကားတဲ့အထဲမှာ activate ဖြစ်ချင်သင် agree လုပ်ရတာ yes that's for me ဒီနှုတ်ကပတ်တော်ငါအတွက်ဖြစ်ဒီနှုတ်ကပတ်တော်ငါနဲ့ဒီနှုတ်ကပတ်တော်ငါအတွက်ဖြစ်တယ်ဒီနှုတ်ကပတ်တော်ငါအတွက်ဖြစ်တယ်ဝန်ခံတဲ့ချိန်မှာရုပ်ကြီးကတော့ချက်ချင်းမပြောင်းလဲပင်မဲ့ဝိညာဉ်လောကထဲမှာစတင်တော့သင်မမြင်ရတဲ့နေရာမှာစတင်တော့အကုန်လှုပ်ရှားနေပြီ Hallelujah အကုန်စတင်ပြီးတော့မှအထဲမှာဖန်ဆင်းခြင်းကစတင်နေရယူနေပြီဖခင်ရဲ့စကားဒီနေ့ထိဖန်ဆင်းနေလို့ဒါဆိုဖခင်ပေးထားတဲ့မင်္ဂလာတွေအလုံးသင်ဘလို့ရယူမှာလဲ agree ဖခင်စကားကိုသဘောတူညီခြင်းနဲ့ရယူရတယ်ကောအာမင်နောက်ဆုံးကျမ်းပိုင်းနဲ့ဆုံးသတ်မယ် 2 Corinthians chapter 1 verse 20 For no matter how many promises God has made, they are what? Yes, in Christ. So through him, the Amen is spoken by us to the glory of God. တို့ရဲ့ဂတိတော်တွေအားလုံးကိုတို့က yes and amen လို့ဝန်ခံနေသည်၍တို့ရဲ့တတ်တာဖခင်သခင်ဘုန်းတော်ထင်ရှားပွဲရှိတယ်ဘုန်းတော်ရှုံးချစရာကြောင့်မရှိဘူး Hallelujah Hallelujah by us to the glory of God is spoken by us to the glory of God ဖခင်ရဲ့စကားကို yes Yes and amen. Yes or bale. Balodala. Yes. Agree loda. Amen. Peace on me. Yeah, definitely it will happen. Yes and amen. Yes and amen. Yes and amen. Pia can promises they or yes and amen lo tin long ne de. Di shong sia ba chong ma shi. Di shong sia ba chong ma Mashiro, yes and amen. Hallelujah. Payasaka not to pit. Payasaka not to pit. Payasaka Satara Baba City Akaba. Payasaka not to pit. Look, they won't kind. A tema sat in the Payasaka Panzimi. Hey, look at the knee. Look at the Nick on a tower of Payapanzina. A cool panzini the Payashim did. Heaven and earth shall pass away, but my word still remain. Hallelujah. ဘုရားသခင်လွန်ခဲ့တဲ့နှစ်2000တဲ့ယေရှုခရစ်တော်အဖြစ်ပေးထားတဲ့မင်္ဂလာတွေတင့်အထဲကိုရေးလဲဝင်ရောက်ခြင်းနေပြီ Why သင်က agree မလုပ်တဲ့အခါမှာ तू ဝင်လို့မရဘူးဖြစ်နေသင်က Yes that's for me လို့သင်မဝန်ခံနိုင်မချင်းသင်မရတယ် Come onသင်စကားတွေကသင်ကိုအမင်္ဂလာဖြစ်စေတယ်သင်စကားဘယ်ထွက်လာလဲသင်ခံစားချက်ဒါသင်စကားသင်မပြောနဲ့ဒီနေ့ဆိုတော့ဖျားစကားကိုသင်ပြောရင်ဒါနဲ့ဒါနောက်ဆုံးမှအဆုံးသတ်မယ်တော့ရေးစကြည့်လား Ezekiel chapter 37. Ezekiel chapter 37. The hand of the Lord was upon me, and he brought me out by the Spirit of the Lord and set me in the middle of a valley. It was full of bones. Hey.
တင်းကိုဘုရားသခင်ကမဖြစ်နိုင်တဲ့အခြေအနေထဲမှာတင်းကိုထည့်လိုက်ပြီဆိုရင်တင်းစိတ်ဆင်းရဲမှာမဟုတ်တင်းကိုဘုရားခင်အလုပ်လုပ်ခိုင်းတော့မှာအဲ့ဒီမှာကြည့်လူကပြဿနာဖြစ်လာအဲ့ဒီပြဿနာထဲကနေရှောင်ပြဿနာထဲကနေလွတ်မြောက်ခြင်းဟုတ်လားပြဿနာထဲကနေလွတ်မြောက်ဖို့တင်းမကြိုးစားနဲ့အဲ့ဒီပြဿနာကိုတင်းအားဖြင့်ဘုရားသခင်ကတခုခုလုပ်ဖို့အဲ့နေရာမှာထားတာကြည့်အောင်set me in the middle of a valley it was full of bones continue please he led me back and forth among them and I saw a great many bones on the floor of the valley bones that were very dry မျော်လင့်ခြင်းမရှိတဲ့နေရာမှာမျော်လင့်စရာလုံးဝမရှိတော့တဲ့နေရာမှာတင်းကိုဖျားခင်ကဘာလုပ်ခိုင်းမလဲကြည့်အောင် see here he asked me son of man can this bone live I said oh sovereign Lord you alone know I don't know you are the one who know I don't know then he said to me prophesy to these bones and say to them dry bones hear the word of the Lord you see here prophecy to these bones တင်းကိုဘုရားသခင်ကလောကမှာထားတဲ့ရည်ရွယ်ချက်ကတင်းစကားကိုတင်းပြောဖို့မဟုတ်သူ့စကားကိုတင်းပြောဖို့တင်းကိုဘုရားသခင်ကသူ့စကားကိုပြောဖို့တင်းကိုလောကမှာထားတာသူ့စကားကိုတင်းပြောတတ်ရင်သူ့စကားကိုတင်းစတယ်နော်တင်းအထက်ကနေစပြောပြီးဆိုတာနဲ့ရှာခါရမှာဟူရာမစီတီယာကပါ hear the word of the Lord continue please daughter He said, this is what sovereign Lord says to these bones. I will make breath and enter you, breathe and you will come to life. And I will attach tendons to you and make flesh come upon you and cover you with skin. I will breathe into you and you will come to life. Then you will know that I am the Lord. Continue, please. So I prophesied as I was commanded. ဖယားပြောခိုင်းတဲ့အတိုင်းမဲ့သူစပြောတဲ့အချိန်မှာမဖြစ်နိုင်တဲ့အရာတွေဖြစ်လာတယ်။သင်ရဲ့ life မှာမဖြစ်နိုင်တဲ့အရာတွေဖြစ်လာခြင်းရဲ့သင်စကားတွေအကုန်ရက်လိုက်သင်ရဲ့ခံစားချက်တွေအကုန်ရက်မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေအကုန်ရက်ပြီးတော့သင်နှုတ်ကနေဖယားစကားကို agree စလုပ်ပြီးဆိုရင် I can do all things through Christ who strengthen me I can do all things through Christ who strengthen me then သင်မလုပ်နိုင်တဲ့အရာတွေသင်စတင်တော့အကောင့်ထဲပေါ်လာနိုင်လိမ့်မယ်ไม่บา business mindset မှာမရှိတဲ့လူတယောက်ကစီးပွားရေးလုပ်ဖို့မစင်စားတာ I can do all things through Christ all things come on the Bible doesn't say the some things so all things through Christ who strengthen me all things you can do all things not some things all things come on don't limit yourself don't limit your God hallelujah see here I prophesied as I was commanded And as I was prophesying, there was a noise. See here. Yo loka yes. Dry bone now ma. Very dry boneဖြစ်သွားပြီ But when I start to prophesy, what happened? There was a noise. ရုပ်လောကကိုထိတ်ချုပ်ထားတာသိလားဝိညာဉ်လောကထဲမှာအကြီးဆုံးကဘုရားစကားပဲအဲ့ဒါမှတ်ထားတာသင်စကားကစာရန်ကသင်စကားကိုပြန်ယူလို့သင်ကိုပြန်ပြီးတော့လှဲချလို့ရတယ်ငါတော့မကြောက်ဘူးစာရန်ဆွဲချပြီငါတတ်နိုင်တဲ့ယေရှုအဖြစ်ဘုသူစကားကိုယူတာလဲဘုရားစကားကိုယူတဲ့အတွက် I can do all things through Christ ငါ့ကိုခွန်အားနဲ့ဖြစ်ခရစ်တော်အဖြစ်ခတ်သိမ်းတော်မူငါတည်းဆွမ်းနိုင်တယ်လို့ဝန်ခံလိုက်တာနဲ့စတင်ပြီးတော့မှ activate စလုပ်တာဘုရားရဲ့ဝိညာဉ်တော်ဟာဝိညာဉ်လောကထဲမှာအကြီးဆုံးကဘုရားစကားသင်ကိုဘုရားကသူ့စကားပေးထားတာသင်စကားပြောဖို့မဟုတ်သူ့စကားပြောဖို့သင်ကိုဘုရားပေးထားတာ
သူ့စကားကိုသင်စပြောတဲ့ချက်နဲ့စပြီးတော့ဖြစ်တယ်သူ့စကားကို yes and amen လို့သင်ဝန်ခံတဲ့နေရာနဲ့စပြီးတော့မှ something spiritual realms မှာစတင်ပြီးတော့မှ there's a noise အတန်နေစားကြလိမ့်မယ်သင်ဖျားစကားကိုသင်နှုတ်ကနေသဘောတူပြီးတော့ဝန်ခံလိုက်လေဝိညာဉ်ထဲကနေသင်အတန်နေကြလိမ့်မယ်အဲ့ဒါပါသလားသင်မရှုံးတော့ဘူးသင်အောင်မြင်မဲ့သူဖြစ်တယ်သင်ကိုဘယ်သူမှဆွဲချလို့မရတော့ဘူးဒါပေမဲ့ကိုယ်ခံစားချက်ကိုများပြောတာများလိုက်အထက်ကနေပြန်ကြားတာရှိတယ်မင်းမကြခင်သိလိမ့်မယ်မင်းဆုံးရှုံးတော့မယ်မိမိသားစုပျက်စီးတော့မယ်လူတွေအမျိုးစုံကြားတဲ့အတန်တွေရှိတယ်လူတွေအမျိုးစုံကြားတယ်ဘာကြောင့်တလားသူတို့မှာဖျားစကားမရှိလို့သူတို့မှာခံစားချက်ပဲရှိလို့ခံစားချက်ကိုနိုင်တာဖျားစကားခံစားချက်ကိုနိုင်တာဖျားစကားခံစားချက်ကိုနိုင်တာဖျားစကားဟာလေလုယာခံစားချက်နိုင်တာပါလဲဖျားစကားစတင်လှုပ်တင်းရဲ့နှုတ်ထဲနဲ့စတင်လှုပ်ပြီးဆိုရင်ဘာဖြစ်လဲသလား spiritual realms မှာစတင်တခုစတင်နေပဲထဲမှာလှုပ်နေဗျာစတင်ချီးမွမ်းတဲ့မှာဘာဖြစ်လဲတဲ့ There's an army rising up There's an army rising up There's an army rising up Break every chain Break every chain Break every chain You cannot see it ဒါပေမဲ့စတင်မှာဖယားရဲ့တက်တော်ကြီးစတင်မှာအလိုလိုခါမှာကိုချီနှောင်ထားတဲ့ຢာတွေအလုံးအကုန်ဖြစ်စီတော့တာသူHallelujah Hallelujah ရှိခါရပါစီတီယာဘာဘာမကြီးတင်နားလေးအောင်ရှင်းပြမယ်ဝိညာဉ်နဲ့ပဲရစမ်းကြတယ် worship team လေးခဏပြန်လာပြီး worship team ဒီနေ့အစဘရမှာငါခံစားချက်ငါမပြောတော့ငါဖျားစကားပြောမယ် come on ဖျားစကားငါ yes and amen လောက်ပဲကြိုက်တဲ့အရာတွေကြိုက်တယ်လို့ဖြစ်နေပါစေငါပြောမှာဖျားစကားပဲ There is power in the name of Jesus There is power in the name of Jesus to break every chain, break every chain, break every chain. Sing it. There is power in the name of Jesus. There is power in the name of Jesus. There is power in the name of Jesus to break every chain, break every chain, break every chain. Shakara Baba Sitiaka. Itarama Sitiaka. Iramase. Piano canal alondo chain you, piano canal started chain you. Itarama Sitere Arababa. Ini started no piake atito. Hallelujah. Ini dia ni piake atito ayareo top pause lime. You will see a new things in your life that you never dreamed of before, but you will see it. You will see it. Sharamase tirakabase. Yeah, 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 yeah. Shata ta 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 ka ba ba ba. Shetara mama mama se teraba. Eka sotere banasa tila ka ba ba.
Ika satare babo ma shatara baba sheterebo. Shatare ka satare mama kare amo shotorobo. Na satara ba korobo sheti yakabase. Itara na baba baba sotorobo shetera mama ma satiyama. Ika sotorobo sheti yakabarema. Sataya kabarebo sataya kedebo mama barema sataya. Itaroma masatiya kora basatiyaba. Ikrobobo shataraba geda robo setaraba. Ika sotaraba ketele baba yiraba. Ikarobobo sheti yakaba. Hallelujah. Etaropo setia kabare mosataya mama. Etarama setere moshetia ba. Esotarama setia kababa. Receive it. Hallelujah. Receive it. Hallelujah. Receive it. Hallelujah. You have to agree with the word of God. Hallelujah. Say yes to the word of God. Say amen to the word of God. Say yes to the word of God. Say amen to the word of God. Shatarama sotorobo sheki yakaba. Isarosa tarabo sotorobo sheki yakabase. Ikarababa rekamo sotorobo karama asati yakerebo karabase tilia baba. Oka sotorobo sheki yakabase. Itaroma masati yakarabase. There is power in the name of Jesus. There is power in the name of Jesus. There is power. There is power in the name of Jesus. Shetayaba. To break every chain, to break every chain, to break every chain. Sing it. There is power. There is power in the name of Jesus. There is power. There is power in the name of Jesus. There is power. There is power in the name of Jesus. Sing it, church. To break every chain, to break every chain, to break every chain. To break every chain, 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 to break every chain. Sing it, there's an army, and there's an army rising. There's an army rising up. There's an army rising. There's an army rising up. Break every chain. To break every chain. To break every chain. Sing it. To break every chain. Sing it. There's an army rising. There's an army rising. When you agree with the word of God, an army will rise. There's an army rising up. There's an army There's an army rising up. Break every chain. To break every chain. To break every chain. Break every chain. To break every chain. To break every chain. To break every chain. Sing it. To break every Sing. Break every chain. To break every chain. To break every chain. To break every chain. Break every chain. To break every chain. To break every chain. To break every chain. Break every chain. To break every chain. To
to break every chain. Shetaya Baba. It's to break every chain. To break every chain. Break every Sunday no Payasaka. Payasaka Sunday no tin look and Sunday Luya. The Anaka Payasaka and Sunday Gauji baby. Hallelujah. Hallelujah. I can do all things. Hallelujah. Hallelujah. I can do all things through Christ. Hallelujah. I'm healed. I'm blessed. I'm healed. I'm blessed. I'm victorious. Lesa tola masati yakaba. Esa tataya baba rebo setiri baba. Itaroma masati yakaba. Thank you, Lord Jesus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 . Something good is going to happen in this place. Itarama sotorobo shiti yakabase. Etatata rekama sati yaba. Thank you, Lord. Thank you, Lord. Thank you, Lord. Rise up. Hallelujah. 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 Thank you, Lord Jesus, Jesus, Jesus. Itaramama sotorobushiti yakaba.